တခါတုန်းကလောင်းကစားလောကမှာဘရင်တဆူလို့တင်စားရတဲ့လီယိုဆိုတဲ့လူငယ်တယောက်ရှိခဲ့ပါတယ်။သူဟာဘလောက်ပဲခက်ခဲတဲ့ဝိုင်းဖြစ်ပါစေနောက်ဆုံးမှာအမြဲတမ်းအနိုင်ရလေးရှိတဲ့လောင်းကစားနတ်ဖရာတူပေါ့။ဒါပေမဲ့အောင်မြင်မှုတွေရဲ့ထိပ်ဆုံးကိုရောက်နေချိန်မှာပဲသူဟာအားလုံးကိုအံ့အားသင့်စေမဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။အဲ့ဒါကတော့လောင်းကစားလောကကနေအပြီးပိုင်အနားယူတော့မယ်ဆိုတာပါပဲ။9နှစ်ဆိုတဲ့အချိန်ကာလဟာကုန်ဆုံးသွားခဲ့ပါပြီ။အရင်ကလောင်းကစားဝိုင်းတွေမှာငွေတန်းပေါင်းများစွာနဲ့ကစားခဲ့တဲ့လီယိုတယောက်အခုတော့တာမန်ပြင်ဆင်ရေးဆိုင်လေးတစ်ဆိုင်မှာအလုပ်ကျန်းသမားတယောက်ဖြစ်ဘဝကိုအေးချမ်းချမ်းဖြတ်တန်းနေပါတယ်။သူ့ရဲ့အရင်ကဖုံးမိနေလာတောက်ခဲ့တဲ့အတိတ်တွေကိုဖုံးကွယ်ထားရင်ပေါ့ဒါပေမဲ့တနေ့မှာတော့အမျိုးသမီးတယောက်ရောက်လာပြီးလီယိုကိုအကူအညီတောင်းပါတော့တယ်။သူမရဲ့အဖေဟာမကာအိုမှာလောင်းကစားဝိုင်းတစ်ခုရဲ့အကွက်ဆင်မှုကိုခံလိုက်ရပြီးပိုင်ဆိုင်မှုတန်း3000ကျော်ဆုံးရှုံးခဲ့ရပါတယ်။သူမကလီယိုကိုတန်း1000ပေးပြီးအကူအညီတောင်းပေမဲ့လီယိုကတော့ကျွန်တော်လောင်းကစားထပ်မလုပ်တော့ဘူးလို့ဂတိသစ္စာပြုထားပြီးဆိုပြီးညှင်းလွတ်လိုက်ပါတယ်။လီယိုတယောက်သူ့ရဲ့မင်္ဂလာဆောင်နေ့မှာပျော်ရွှင်နေတော့မှပဲမမျှော်လင့်တဲ့သတင်းဆိုးတစ်ခုရောက်လာပါတယ်။အဲ့ဒါကတော့သူ့ရဲ့ရောက်ခတ်မှဖြစ်သူဟာအပေါ်ထက်မှာလောင်းကစားလုပ်ရင်ငွေတွေအများကြီးရှုံးနေတယ်ဆိုတာပါပဲ။အေဂျင့်တဲ့ဘဝကိုရွေးချယ်ထားတဲ့လီယိုတယောက်သူ့မိသားစုအတွက်ဒီလောင်းကစားဝိုင်းတွေကိုပြန်ဝင်သွားရမလား။သူတို့သားရဲ့ဖခင်ဖြစ်သူဟာမင်္ဂလာပွဲမစခင်မှာပဲသူတို့သမီးဘက်ကဆွေမျိုးတွေနဲ့အတူဖဲဝိုင်းမှာရောက်ရှိနေပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူဟာသူ့မှာရှိသမျှချစ်တွေအကုန်ရှုံးသွားခဲ့ပါတယ်။အခြေအနေကတော်တော်လေးဆိုးရွားနေပြီးသူပါလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲသူတို့သားဖြစ်သူအခန်းထဲကိုရောက်လာပါတော့တယ်။သူတို့သားကသူ့အဖေကိုမြင်လိုက်တဲ့အခါတော်တော်လေးအံ့ဩသွားပြီးအဖေဒီမှာဘာလုပ်နေတာလဲလို့မေးလိုက်ပါတယ်။အဖေဖြစ်သူကသူတို့ကလူလိုနေလို့ဝင်ကစားပေးပါဆိုလို့ပါဆိုပြီးအာနာနာနဲ့ဖြေရှာပါတယ်။ဒါပေမဲ့တစ်ဖက်ဝိုင်းကလူတွေကတော့အခြေအနေကိုအခွင့်ကောင်းယူပြီးသူတို့သားအဖေဟာငွေ9သိန်းတိတိရှုံးထားတယ်လို့ပြောလိုက်တဲ့အခါလူတိုင်းထိတ်လန့်သွားကြပါတယ်။ဒီငွေတွေဟာသူတို့သားနဲ့သူ့အဖေတစ်သက်လုံးစုဆောင်းထားရတဲ့တင်တောင်းငွေတွေဖြစ်နေလို့ပါပဲသူတို့သားကအခြေအနေကိုအေးအေးဆေးဆေးဖြေရှင်းဖို့ကြိုးစားပြီးတယောက်ချင်းစီကိုတောင်းပန်တဲ့အနေနဲ့ဒေါ်လာ1000စီပေးမယ်လို့ကမ်းလှမ်းပါတယ်ဒါပေမဲ့လောဘကြီးတဲ့တစ်ဖက်လူတွေကလက်မခံပဲလောင်းကစားဆိုတာကစားပြီးရင်အနိုင်ရှုံးတိုင်းပဲဖြစ်ရမယ်လို့စွတ်အတင်းပြောဆိုကြပါတယ်သူတို့သားအဖေကဒါဟာထောင်ချောက်ဆင်ပြီးအကွက်ချခံရတာလို့ပြောပေမဲ့ဘသူကမှတက်တည်မရှိပဲလက်မခံကြပါဘူးနောက်ဆုံးမှာတော့သူတို့သမီးဘက်ကဆွေမျိုးတွေဟာသူတို့သားအဖေကိုလူညံ့လို့ကဲရဲ့လှောင်ပြောင်ပြီးငွေမြန်ပေးဖို့ဖိအားပေးကြပါတယ်ဒါပေမဲ့သူတို့သားရဲ့မျက်လုံးတွေကတော့တခုခုကိုရိပ်မိသွားပုံရပါတယ်သူဟာဒီလိမ်လည်မှုကိုဘလို့ပြန်လဲတုံ့ပြန်မလဲသူ့အဖေရဲ့ဂုဏ်သိက္ခာနဲ့သူတို့ရဲ့တင်တောင်းငွေတွေကိုပြန်ရအောင်ဘလို့လုပ်မလဲဆိုတာကတော့ဆက်လက်ကြည့်ရှုသွားကြပါဦးလူမိုက်ပုံစံနဲ့အမျိုးသားတယောက်ကသူတို့သားလီယိုကိုလှောင်ပြောင်ပြီးသူ့အဖေဟာလောင်းကစားမှာငွေတွေအကုန်ရှုံးသွားပြီဖြစ်ကြောင်းဘယ်သူမှအတင်းအကျပ်မခိုင်းပဲသူ့သဘောနဲ့သူကစားခဲ့တာဖြစ်လို့တပြားမှပြန်မရနိုင်ဘူးလို့အော်ဟစ်နေပါတယ်လီယိုကသူ့ရဲ့သူတို့သမီးလောင်းကိုဒါတွေဟာသူမရဲ့အမျိုးတွေဖြစ်လို့တခုခုပြောပေးဖို့နဲ့မင်္ဂလာစရိတ်အတွက်ပေးထားတဲ့ငွေတွေကိုပြန်တောင်းပေးဖို့အကူအညီတောင်းပါတယ်ဒါပေမဲ့ဇနီးလောင်းကတော့နင့်အဖေရှုံးတာငါနဲ့ဘာဆိုင်လဲငါမိသားစုကနင့်ကိုဘာကျွေးတင်နေလို့လဲဆိုပြီးအရှက်မရှိပြန်ပြောတဲ့အပြင်အဲ့ဒီငွေတွေကိုပြန်မရရင်ဒီမင်္ဂလာပွဲကိုဖျက်သိမ်းမယ်လို့ပါချင်းချောက်လိုက်ပါတော့တယ်လီယိုကဒါဟာသူ့အဖေကိုတက်တက်မဲ့ထောင်ချောက်ဆင်ပြီးငါသိမ့်တန်ဖဲဝိုင်းနဲ့ဆွဲသွင်းခဲ့တာလို့သိနေပေမဲ့တစ်ဖက်ကလူတွေကတော့မင်းအဖေကိုယ်တိုင်ကစားတာပဲလို့တုံ့ပြန်နေကြပါတယ်ပိုဆိုးတာကဇနီးလောင်းရဲ့အမျိုးသမီးတစ်ယောက်ကဒီမှာလာအောင်မနေနဲ့တင်တောင်းမှုပတ်စံမရှိရင်တွားပြီးတွေးထုတ်ရောင်းဦးလို့တောင်ရိုင်းဆိုင်ဆိုင်ပြောဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဇနီးလောင်းရဲ့အမေရောက်ခမလောင်းကမင်္ဂလာခမ်းမထဲပိုကြတဲ့ပုံစံနဲ့ဝင်လာပြီးဘာတင်တောင်းကလဲငါသမီးကိုတခြားလူနဲ့ပဲပေးစားတော့မယ်လို့ကြေညာလိုက်ပါတော့တယ်သူတို့သားဖြစ်သူလီယိုတယောက်သူတို့သမီးရဲ့မောင်ဖြစ်သူရှေ့မှာဒူးထောက်ပြီးခွေးတကောင်လိုတွားနေရတာကိုတွေ့ရမှာပါဘာဖြစ်လို့လဲဆိုတော့သူတို့သမီးဘက်ကတောင်းဆိုထားတဲ့တင်တောင်းငွေယွမ်3သိန်းခွဲဒေါ်လာ2000ကျော်ကိုရှော့ပေးဖို့အတွက်အခုလိုအရှက်တကွဲအလျှောက်တကွဲလောက်ခိုင်းနေတာပါလီယိုကတော့သူ့မိသားစုရဲ့အခြေအနေကိုငဲ့ပြီးအရာအလုံးကိုအန်ဂျိတ်တီးခံခဲ့ပါတယ်လီယိုကငါလုပ်ပြီးပြီလေအခုတော့အဲ့ဒီငွေတွေကိုရှော့ပေးတော့မလားလို့မေးတဲ့အခါမှာတော့သူတို့သမီးရဲ့မောင်ကလှောင်ပြုံးပြီးငါရှော့ပေးမယ်လို့ပဲပြောတာလေဘယ်လောက်ရှော့ပေးမယ်လို့မပြောမိပါဘူးဆိုပြီးလီယိုကို$1ပဲရှော့ပေးမယ်လို့ပြောပြီးလူပုံအလဲမှာအကြီးကျယ်စော်ကားလိုက်ပါတော့တယ်ဒီနေရာမှာသူတို့သမီးကိုယ်တိုင်ကလည်းသူ့အမျိုးသားဘက်ကမရက်တီပေးပဲလှောင်ရနေတာကတကယ်ကိုယွန်းစရာကောင်းလာပါတယ်ဒေါသထွက်သွားတဲ့လီယိုကသူတို့သမီးမောင်ကိုထိုးကျိတ်ဖို့ကြိုးစားပေမဲ့သူ့အဖေကပြပြတလဲတားခဲ့ပါတယ်လီယိုရဲ့အဖေဟာတားဖြစ်သူရဲ့လက်ထပ်ပွဲမပျက်စီးသွားစေဖို့အတွက်သူတို့သမီးမိခင်ရှိမှဒူးထောက်တောင်းပန်ပြီးကျွန်တော်အခုချက်ချင်းငွေသွားရှာပါမယ်ကလေးတွေရဲ့မင်္ဂလာပွဲကိုတော့မဖြတ်ပါနဲ့လို့ငိုယိုပြီးပြောရှာပါတယ်ဒါပေမဲ့သူတို့သမီးကတော့အဖေတူမေတူစိတ်တက်နဲ့ဒီမင်္ဂလာပွဲကိုဖျက်မယ်နှိမိသားစုကလူပြက်တွေပဲဆိုပြီးလီယိုရဲ့အဖေကိုပါမထီမဲ့မြင်ပြောဆိုခဲ့ပါတယ်မိမိအဖေကိုပါစော်ကားလာတဲ့အခါမှာတော့လီယိုတယောက်သိမခံနိုင်တော့ပါဘူးငါအဖေရှာထားတဲ့သွေးချင်းချင်းနေတဲ့ငွေတွေကိုခိုးဖို့ကြံစီနေတဲ့နင်တို့မှရောအဆက်ဆိုတာရှိရဲ့လားလို့ပြန်လဲတုံ့ပြန်လိုက်ပါတယ်လီယိုရဲ့အဖေဟာသူ့ကိုယ်သူပြန်လဲရိုက်နှက်ပြီးအပြစ်တင်နေတာကိုကြည့်ပြီးလီယိုရဲ့ရင်ထဲမှာဘလောက်တောင်နာကျင်နေမလဲဆိုတာခံစားရမှာပါဒီမင်္ဂလာပွဲပြတ်သွားပြီးနောက်မှာလီယိုတယောက်ဘလို့များကလည်းစားချင်မလဲဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်မင်္ဂလာဆောင်ခန်းတစ်ခုမှာလူတိုင်းရဲ့အကြည့်တွေကအဖိုးအိုတယောက်စီမှာစုပြုံနေပါတယ်သူဟာတခြားသူမဟုတ်ပါဘူးသူတို့သားရဲ့ဖခင်ဖြစ်ပါတယ်ဒါပေမဲ့ပျော်ရွှင်ရမယ့်နေ့မှာသူဟာမျက်ရည်တွေနဲ့တောင်းပန်နေရပါတယ်
အကြောင်းရင်းကတော့တို့သမီးဘက်ကတောင်းဆိုထားတဲ့တင်တောင်းငွေကိုမပေးနိုင်လို့ပါပဲအဖေတောင်းပန်ပါတယ်တားရဲ့မင်းရဲ့ဘဝကိုအဖေဖြတ်စည်းမိပြီလို့အဖိုးအိုကငိုယိုပြီးပြောနေချိန်မှာတို့သမီးရဲ့မိခင်ဖြစ်သူကတော့အထက်စီးကနေကြည့်နေပါတယ်နင့်သားရဲ့ကားဆေးတဲ့အလုံးနဲ့ဒီငွေ9 သိန်းကို12နေရင်တောင်ရမှာမဟုတ်ဘူးဆိုပြီးလူပုံအလဲမှာအဆက်ခွဲနေတာပါတို့သမီးရဲ့မောင်ဖြစ်သူကလည်းမင်းတို့သားအဖမှာပတ်စံ100တောင်ရှိရလားဆိုပြီးလှောင်ပြောင်းနေပါတယ်အခြေအနေတွေကတဖြည်းဖြည်းဆိုးရွားလာပါတယ်ဒီနေ့9 သိန်းမရရင်ဒီမင်္ဂလာပွဲကိုဖျက်လိုက်တော့လို့ရောက်ခမလောင်းကအမိန့်ပေးလိုက်ချိန်မှာအဖိုးအိုကဒူးထောက်ပြီးတောင်းပန်ရှာပါတယ်ဒါပေမဲ့တို့သားလီယိုကတော့တီးမခံနိုင်တော့ပါဘူးသူ့အဖေကိုအနိုင်ကျင့်နေတာကိုကြည့်ပြီးသူဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်ဒီတင်တောင်းငွေမဟုတ်လားအခုချက်ချင်းရစေရမယ်လို့လီယိုကခက်အေးအေးပဲပြောလိုက်ပါတယ်တို့သမီးဘက်ကမိသားစုတွေကတော့လီယိုမှာဘာမှမရှိတာသိနေလို့မင်းမှာဘာရှိလို့လောင်းချင်တာလဲလို့မေးတဲ့အခါလီယိုကကျွန်တော်အိမ်နဲ့လောင်းမယ်လို့ရဲရဲဝံ့ဝံ့စိန်ခေါ်လိုက်ပါတယ်ဒီအိမ်ဟာသူ့အဖေရဲ့ပိုင်ဆိုင်မှုနောက်ဆုံးလက်ကျန်ဖြစ်ပေမဲ့လီယိုရဲ့မျက်လုံးထဲမှာတော့ယုံကြည်မှုတွေပြည့်ရှိနေပါတယ်တကယ်တော့ဒီမင်္ဂလာပွဲဟာတာမန်ပွဲတစ်ခုမဟုတ်ပဲလောင်းကစားဝိုင်းတစ်ခုလိုဖြစ်သွားပါတယ်တို့သမီးရဲ့မောင်ဖြစ်သူကလီယိုစီကအိမ်ကိုပါတိမ့်ပိုက်ချင်တဲ့အတွက်ဒီစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်လီယိုရဲ့အဖေကတော့တားဖြစ်သူကိုတားဆီးနေပေမဲ့လီယိုကစိတ်ချပါအဖေကျွန်တော်မှအစီအစဉ်ရှိတယ်လို့နှက်သိမ့်ပေးပါတယ်ဖဲချက်တွေဝေးနေချိန်မှာလီယိုရဲ့အတွေးထဲမှာတော့အတိတ်ကဂတိတစ်ခုကိုတတိယနေပါတယ်လူတော်ရင်အနှိမ်ခံရတတ်တယ်ဒါပေမဲ့လူယုံမာတွေကတော့အနိုင်ကျင့်တတ်တယ်တဲ့သူဟာသူ့ရဲ့ဆရာနဲ့ထားခဲ့တဲ့လောင်းကစားမလုပ်တော့ဘူးဆိုတဲ့ဂတိကိုဖျက်ပြီးသူ့အဖေရဲ့ဂုဏ်သိက္ခာအတွက်ပြန်လည်တိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါတယ်အခုကစပြီး9 ရက်လောင်းကစားနတ်ဖရားလက်စွမ်းကိုမင်းတို့မြင်ရတော့မယ်လို့လီယိုရဲ့စိတ်ထဲမှာကြုံဝါရင်းနဲ့ဇလန်းလေးကအရှိန်တက်လာပါတော့တယ်လီယိုကဒီကစားနေ့ရဲ့စီးမြင့်တွေကိုတေချာမသိသေးတဲ့ပုံစံနဲ့ဒီကစားနေ့ရဲ့စီးမြင့်ကဘာလဲလို့မေးလိုက်ပါတယ်ဘေးကလူကတော့လှောင်ပြုံးပြုံးပြီးမင်းကဖဲ3 ချက်ကစားနည်းကိုမသိဘူးလားလို့ပြန်မေးရင်းစီးမြင့်တွေကိုရှင်းပြပါတော့တယ်ပြောပြပြီးတဲ့အခါမှာတော့ဟောရိုးရိုးလေးပဲကိုကစားကြတာပေါ့လို့သူကအေးအေးဆေးဆေးပြောလိုက်ပါတယ်ဖဲဝေဖို့အတွက်ဖဲထုတ်အစ်စ်ကိုဖောက်လိုက်တဲ့အချိန်မှာတော့တစ်ဖက်လူကဖဲတွေကိုစစ်ဆေးဖို့ကြိုးစားပါတယ်ဒါပေမဲ့လူငယ်လေးကကျွမ်းကျင်တဲ့လက်နုပညာနဲ့ဖဲတွေကိုရောမွေလိုက်ပါတယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာက marking cards လို့ခေါ်တဲ့ဖဲချက်တွေမှာအမှတ်သားလုပ်ပြီးကလိန်ကြတဲ့နီလန်းကိုလူငယ်လေးကရိပ်မိနေတာပါသူကဖဲဝေရင်းနဲ့တင်ဘသူစီမှာဘာကက်ရှိလဲဆိုတာကိုအကုန်သိနေပါတယ်ပထမဆုံးပွဲမှာတင်လူငယ်လေးကအကွက်ဆက်ရွှေ့ပါတော့တယ်သူကတူညကိုဖဲမကြည့်ပဲထိုးလိုက်ပါတယ်ဘေးကလူတွေကလည်းလိုက်ကြပါတယ်လူငယ်လေးရဲ့အဖေဖြစ်သူကတော့စိတ်ပူနေပေမဲ့လူငယ်လေးကအဖေစိတ်အေးအေးထားပါကျွန်တော်သိပါတယ်လို့ယုံကြည်ချက်ရှိရှိပြောလိုက်ပါတယ်ကစားပွဲကပိုပြီးအရှိန်တက်လာပါတယ်လူငယ်လေးကငါတူညထပ်တိုးပါတယ်တစ်ဖက်လူကလည်းအလျှော့မပေးပဲနှစ်ဆက်တူညထိတိုးလာပါတယ်နောက်ဆုံးမှာလူငယ်လေးက40ဆက်တူညထိထိုးချလိုက်တဲ့အခါတစ်ဖက်လူကလူငယ်လေးစီမှာကတ်ကောင်းကောင်းရှိနေပြီလို့ထင်ပြီးဖဲမောက်လိုက်ပါတော့တယ်တကယ်တော့လူငယ်လေးစီမှာရှိတဲ့ကတ်က9-10ပဲရှိတာပါတစ်ဖက်လူကတော့အခင်းနဲ့ခင်းပါတဲ့ကတ်ကောင်းရှိနေလျက်နဲ့အလှည့်စားခံလိုက်ရတာပါလူငယ်လေးကပတ်စံတွေကိုတိန်ရင်ဒါကမခတ်ပါဘူးအရင်ကဘလို့များအများကြီးရှုံးခဲ့တာလဲလို့သူ့အဖေကိုမေးလိုက်ပါတယ်သူကကန်ကောင်းလို့နိုင်တာပါလို့ပြောပေမဲ့တကယ်တော့သူ့ရဲ့ပါနတ်မှုနဲ့လှည့်ကွက်တွေကြောင့်အနိုင်ရသွားခဲ့တာပဲဖြစ်ပါတော့တယ်လူတစ်ယောက်ရဲ့ကန်စားတာဆိုတာတက်ချိန်ရှိတယ်လို့ကြားချိန်လည်းရှိပါတယ်ဒါပေမဲ့ဒီကနေ့လောင်းကစားဝိုင်းမှာတော့လူငယ်လေးတစ်ယောက်ဟာသူ့ရဲ့ကန်ကိုအစွမ်းကုန်ယုံကြည်နေပုံရပါတယ်သူကတော့ဇက်လိုက်မင်းသားလီယိုပါသူဟာဖဲချက်တွေကိုတောင်တေချာမဖတ်တတ်ပေမဲ့တပွဲပြီးတပွဲစက်တိုက်နိုင်နေတာကြောင့်ပျော်မြူးနေပါတယ်ဒါပေမဲ့သူမသိတာတခုကဒီဝိုင်းဟာသူ့ကိုထောင်ချောက်ဆင်ဖို့စောင့်နေတဲ့ဝန်ပလွေအုပ်စုကြီးဖြစ်နေတာပါပဲလီယိုရဲ့ဖခင်ဖြစ်သူကတော့ဘေးကနေရင်တထိတ်ထိတ်နဲ့ကြည့်နေရပါတယ်သူတို့သားဖဟာအရင်ကငွေ9 သိန်းလောက်ရှုံးထားဖူးတာကြောင့်လီယိုကဒီတစ်ခါမှအရင်ရောအမျက်ပါပြန်ရအောင်စူးစမ်းနေတာပါလီယိုကဖဲချက်ဖက်မှလည်းငါနိုင်တာပဲမဟုတ်လားဆိုပြီးဟိတ်ဟန်ထုတ်နေချိန်မှာတစ်ဖက်ကလူယုံမှတစုကတော့သူ့ကိုအရင်နိုင်ခိုင်းထားလိုက်ဦးပြီးမှထောင်ချောက်ထဲအပြက်နိုင်မဲ့ဆိုပြီးတိုးတိုးတိတ်တိတ်ကြံစီနေကြပါတယ်ပွဲကပိုပြီးအရှိန်တက်လာပါတယ်လီယိုက straight flush လိုမျိုးဖဲချက်အကောင်းစားတွေစက်တက်ရလာပြီးငွေတွေအများကြီးထပ်နိုင်ပြန်ပါတယ်အဲ့ဒီအချိန်မှာတစ်ဖက်ကလူကလီယိုကိုလှောင်ပြုံးပြီးမင်းကန်ကောင်းလာချီလာခိုးကစားနေတာတော့မဟုတ်ပါဘူးနော်လို့စနောက်ရင်းလောင်းကြီးကိုတခါတည်းနဲ့1000ထိတိုးမြင့်လိုက်ပါတယ်လီယိုရဲ့အဖေကတော့တားဖြစ်သူကိုတားပါတယ်ဒီလောက်နိုင်တာတော့ပြီးပြန်ရအောင်လို့ပြောပေမဲ့လီယိုကတော့နားမထောင်တော့ပါဘူးတားမှာနောက်ဆုတ်เสียလမ်းမရှိတော့ဘူးအဖေမင်္ဂလာဦးကြီးတွေအကုန်ပြန်ရဖို့ဒီပွဲကိုအသေးလဲကစားရမှာပဲလို့မျက်လုံးအစုံညီမြန်းပြီးပြောလိုက်ပါတယ်အခုတော့လီယိုဟာတစ်ဖက်လူတွေရဲ့ထောင်ချောက်ထဲကိုအပြည့်အဝရောက်သွားပါပြီတစ်ဖက်ကလူကလီယိုကိုအနိုင်ပေးထားတာဟာသူ့ကိုလောဘဇောတက်လာအောင်လုပ်နေတာပါအဲ့ဒီနောက်မှာတော့ three card bride ရဲ့လှုပ်ဝက်စီကန်တစ်ခုအကြောင်းစပြောလာပါတယ်နောက်ဆုံး3ယောက်ကျန်တဲ့အချိန်မှာ2ယောက်ကဖဲချက်ကိုကြည့်ပြီးကျန်တဲ့1ယောက်ကဖဲချက်ကိုမကြည့်ပဲလောင်းကြီးထက်နေတဲ့၍ဖဲချက်ကြည့်ပြီးသား2ယောက်ဟာဖဲချင်းရှင်လို့မရဘူးဆိုတဲ့စီကန်ပါဒါဟာလီယိုကိုဖိအားပေးပြီးငွေတွေအကုန်ပုံအောလောင်းအောင်လုပ်မဲ့လှည့်ကွက်တစ်ခုပါပဲလီယိုတယောက်ဒီစီကန်ကိုတီးသွားတဲ့အခါမှာတော့ပိုပြီးစိတ်လှုပ်ရှားသွားပါတယ်သူဟာအောင်နိုင်သူဖြစ်သွားမှာလားဒါမှမဟုတ်တစ်ဖက်လူတွေကြံစီထားတဲ့အတိုင်းရှိသမျှငွေတွေအကုန်ဆုံးရှုံးသွားမှာလားသူ့အဖေရဲ့စိုးရိမ်မှုတွေကတကယ်ဖြစ်လာမလားဆိုတာကတော့ရင်ခုန်စရာပါပဲ
ကစားပွဲရဲ့အလှည့်အပြောင်းကဘလို့ဖြစ်လာမလဲဆိုတာကိုတော့နောက်ပိုင်းမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးခင်ဗျာကာစီနိုဝိုင်းတစ်ခုတည်းကတင်းမာနေတဲ့အခြေအနေကိုမြင်တွေ့ရမှာပါလူတစ်ယောက်ဟာဖဲချက်တွေကိုကျွမ်းကျင်စွာလှန်နေပြီးသူ့ရဲ့လက်စွမ်းဟာတာမန်မဟုတ်ဘူးဆိုတာသိတာပါတယ်ဒီဝိုင်းမှာလောင်းကြီးတွေကအယမ်းမြင့်နေပြီးကစားသမားတဦးချင်းစီရဲ့မျက်နှာမှာစိုးရိမ်ရိပ်တွေရှက်တန်းနေပါတယ်လီယိုကတော့တော်တော်လေးကိုယုံကြည်မှုလွန်ကဲနေပုံရပါတယ်သူဟာဖဲချက်ကိုတောင်မကြည့်ပဲလောင်းကြီးတသိန်းကိုဘွဲနဲ့အနေနဲ့ထိုးချလိုက်ပါတယ်ဒီလိုရဲ့ကြောင့်ဘေးကလူတွေရောသူ့ရဲ့အဖေဖြစ်သူပါအံ့အားသင့်သွားကြပါတယ်အဖေဖြစ်သူကမင်းယူနေပြီလားဒီပွဲကရှုံးရင်အကုန်ပြောင်းပြီးလို့ဒါပေမဲ့သူကတော့နားမထောင်ပါဘူးဒီလူငယ်ဟာအရင်ကရှုံးထားသမျှကိုဒီတပွဲထဲနဲ့အပြတ်သက်ပြန်ယူမယ်လို့ကြုံဝါနေတာပါသူ့အဖေကပွဲကိုရက်ဖို့နဲ့မင်္ဂလာဆောင်ကိုတောင်ဖျက်ဖို့အထိပြောပြီးအတင်းတားနေပေမဲ့လူငယ်ကတော့ကျွန်တော်ကိုယုံပါဒီတပွဲထဲပါပဲလို့ဆွညင်းနေပါတယ်ဘေးကပရိသတ်တွေကလည်းဒီလူငယ်လေးတယောက်တော့ဘဝပြတ်တော့မယ်ဆိုပြီးတနာနေကြပါတယ်တစ်ဖက်ကပြိုင်ဘက်ဖြစ်တဲ့ချက်ကပ်အနက်နဲ့လူကတော့လောင်ပြုံးနေပါတယ်သူကမင်းတို့ကဖဲကိုတောင်မကြည့်ရသေးဘူးငါမှကအစတုံးလုံးရှိနေတာလို့ပြောပြီးအနိုင်သေးချတယ်လို့လုပ်နေပါတယ်သူဟာဒီလူငယ်ကိုအမှန်တကယ်ပဲထောင်ချောက်ဆင်ထားတာလားဒါမှမဟုတ်တကယ်ပဲဖဲကောင်းနေတာလားဆိုတာဝေခွဲရခက်ပါတယ်နောက်ဆုံးမှာတော့အခြေအနေတွေကပိုပြီးတင်းမာလာပါတယ်ပြိုင်ဘက်ဖြစ်တဲ့လူကလည်းမင်းကအယမ်းယုံကြည်မှုရှိနေမှတော့ငါလည်းလိုက်ရမှာပေါ့ဆိုပြီးရှိသမျှချက်တွေအကုန်လုံးကိုအောင်းဝင်လိုက်ပါတော့တယ်ဝိုင်းထဲမှာချက်တွေအတောင်လိုက်ပုံသွားပြီးဘယ်သူနိုင်မလဲဆိုတာရင်ခုန်စရာပါပဲကစားပွဲရဲ့ရလက်ကဘလို့ထွက်လာမလဲဒီလူငယ်လေးတကယ်ပဲအကုန်ပြန်နိုင်မလားဒါမှမဟုတ်ရှိသမျှအကုန်ဆုံးရှုံးသွားမလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်အကျိတ်အနေရှိလာတဲ့လောင်းကစားဝိုင်းတစ်ခုကိုမြင်ကြရမှာပါဒီဝိုင်းမှာလီယိုဆိုတဲ့လူငယ်လေးဟာသူ့မှာရှိသမျှအားလုံးကိုပုံအောပြီးလောင်းကြီးထပ်ထားပါတယ်ဒါပေမဲ့ပြိုင်ဘက်တွေကတော့သူ့ထက်အကြံသာနေပုံရပြီးလီယိုမှလောင်းကြီးထပ်ဖို့ချစ်တပြားမရှိတော့ရင်အရှုံးပေးရမယ်လို့ဖိအားပေးနေကြပါတယ်ဒီအချိန်မှာပဲလီယိုရဲ့အတော်ဖြစ်သူကဝိုင်းထဲဝင်လာပြီးငါတူရဲ့ဆက်မလုပ်ပါနဲ့တော့မင်းဖေတောင်သူတို့ထောင်ချောက်ထဲမိပြီးအကုန်ရှုံးသွားပြီးအိမ်လေးပါသွားရင်မင်းအဖေလမ်းဘေးရောက်လိမ့်မယ်လို့ငိုယိုပြီးတားရှာပါတယ်ဒါပေမဲ့မျက်စိမဲ့ယုံကြည်မှုလွန်ကဲနေတဲ့လီယိုကတော့နားမဝင်ပါဘူးလီယိုကသူ့တော်ကိုယ်တောင်ပြန်အောင်ဟစ်ပြီးကျွန်တော်နိုင်မှာပါဗျစိတ်မကောင်းမပြောစမ်းပါနဲ့လို့ပြောရုံတင်မကသူ့ဖေကိုပါမနိုင်ရင်ကျွန်တော်တို့သားအဖနှစ်ယောက်လုံးတိုက်ပေါ်ကခုံချရုံပဲရှိတော့တယ်လို့ခေါင်းမမာနဲ့တုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့ဆက်ရှင်ကဒီမှာတင်ပြောင်းသွားပါတယ်တကယ်တော့ဒါဟာလီယိုခင်းထားတဲ့ထောင်ချောက်တစ်ခုပါသူကလူအများရှိမှရှုံးတော့မလို့ဟန်ဆောင်ပြနေတာဖြစ်ပြီးသူ့အမေနဲ့သူ့ရဲ့သူတို့သမီးလောင်းကတော့ဒီစီစဉ်မှာပါဝင်နေပါတယ်သူတို့ကလီယိုကိုပတ်စံတွေထက်ချေးဖို့တိုက်တွန်းပြီးဟန်ချက်ညီညီတရုပ်ဆောင်နေကြတာပါလီယိုကသူတို့သမီးလောင်းစီကနေပတ်စံထက်ချေးဖို့စူးစမ်းပေမဲ့သူမကတော့ငါမှလည်းပတ်စံမရှိတော့ဘူးတိုးကြီးပေးစီမှာပဲချေးလိုက်ပါတော့လို့အကြံပေးပါတယ်အခြေအနေတွေကတင်းမာနေပြီးလီယိုတယောက်လောင်းကြီးဆက်ထပ်ဖို့နီးလန်းရှာနေရပါတယ်အတားအဆီးတွေကြားမှာပဲတကားကြီးပွင့်လာပြီးလူကြီးလူကောင်းတစုရောက်လာပါတယ်သူတို့ဟာ Isabella Sterling ဆိုတဲ့အမျိုးသမီးစီကနေလီယိုရဲ့မင်္ဂလာလက်ဆောင်ဖြစ်ငွေထုတ်ကြီးတွေကိုလာရောက်ပေးအပ်လိုက်တဲ့အခါမှာတော့တဝိုင်းလုံးစွန့်သွားပါတော့တယ်မင်္ဂလာပွဲတစ်ခုရဲ့အလဲမှာလူတစုကဖဲရိုက်နေကြတာပါအဲ့ဒီအချိန်မှာပဲအမဲရောင်ဝစ်စုံနဲ့လူတစုရောက်လာပြီးသူတို့သားလီယိုအတွက်လက်ဆောင်စုကဒေါ်လာ8,800,000တန်ဖိုးရှိတဲ့ငွေထုတ်တွေကိုချပေးလိုက်ပါတယ်ဒီလောက်များပြားတဲ့ငွေပမာဏကိုမြင်လိုက်ရတော့တပွဲလုံးကလူတွေဟာအံ့အားသင့်သွားကြတာပေါ့ဒီကောင်ကဘသူမို့လို့ဒီလောက်ချမ်းသာတဲ့တငယ်ချင်းတွေရှိနေရတာလဲဆိုပြီးသူတို့သမီးနဲ့သူမရဲ့မိခင်ဖြစ်သူတို့ဟာမျက်လုံးပြူးသွားကြပါတယ်တကယ်တော့ဒီငွေတွေဟာမကာအိုကတထေးကြီးတဦးရဲ့သမီးစီကပေးလိုက်တာပါသူမရဲ့ဖခင်ဖြစ်သူဟာတစ်ဖက်လူရဲ့လှည့်စားမှုကိုခံရပြီးပိုင်ဆိုင်မှုဒေါ်လာ3ဘီလီယံဖိုးလောက်ရှုံးနိမ့်ခဲ့ရပါတယ်အဲ့ဒီပြဿနာကိုဖြေရှင်းပေးဖို့လီယိုကိုအကူအညီတောင်းခံရင်ဒေါ်လာ1ဘီလီယံကိုအခကြေးငွေအဖြစ်ကမ်းလှမ်းထားတာပဲဖြစ်ပါတယ်လီယိုကလည်းလက်ဆောင်ငွေတွေကိုလက်ခံလိုက်ပြီးမင်းတို့နဲ့ပြန်လောင်းဖို့ငါမှပတ်စံရှိသွားပြီဆိုကဒေါ်လာ8,800,000လုံးကိုပုံဝေါ်ပြီးလောင်းကြီးထပ်လိုက်ပါတော့တယ်လီယိုတယောက်တထေးသမီးရဲ့အကူအညီနဲ့ဒီဖဲဝိုင်းမှာဘယ်လိုမျိုးကလဲစားပြန်ချင်မလဲဆိုတာကတော့နောက်ပိုင်းတွေမှာဆက်လက်ကြည့်ရှုအားပေးကြပါဦးမင်္ဂလာပွဲတစ်ခုရဲ့အလဲမှာပွဲပြတ်မတက်ဆူညံတန်တွေထွက်ပေါ်လာပါတယ်မိခင်ဖြစ်သူကလက်ထဲရှိတဲ့ငွေသား2သိန်းကိုထုတ်ပေးရုံတင်မကပဲသူတို့သမီးလောင်းကလည်းသူမရဲ့ရတနာပစ္စည်းတွေနဲ့ကားတော့ကိုပါဝိုင်းကူပေးလိုက်ရပါတယ်ဒါတောင်မှလိုအပ်တဲ့ငွေပမာဏမပြည့်သေးပါဘူးဒီကြားထဲမှာတားဖြစ်သူကငါမှဖဲကောင်းရှိနေတာလုံးဝမရှုံးနိုင်ဘူးလို့ယုံကြည်ချက်အပြည့်နဲ့မိသားစုဝင်တွေစီကနေငွေတွေထပ်မံအတင်းအဓမ္မချေးယူပါတော့တယ်ဦးလေးဖြစ်သူရဲ့တသက်စာစုဆောင်းငွေတွေခါပတ်တွေကအစအကုန်လုံးကိုလောင်းကြီးအဖြစ်ပုံအော်လိုက်ကြပါတယ်တအိမ်လုံးကလူတွေဟာသူတို့မှရှိသမျှအဖိုးတန်ပစ္စည်းတွေဘဏ်ကတ်တွေနဲ့ငွေတွေကိုငါဟာယူဆိုပြီးဝိုင်းပေးလိုက်ကြပါတယ်ဒါဟာသူတို့မိသားစုရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တယ်လို့တစ်ဖက်မှာလည်းကြောက်စရာကောင်းတဲ့လောင်းကစားကျိုးဆက်ပါပဲနောက်ဆုံးမှာတော့တားဖြစ်သူကဖဲချက်တွေကိုလှန်ပြလိုက်ပါတယ်သူ့လက်ထဲမှာရှိတာက AC 3ချက်3 aces ပါသူကတစ်ဖက်လူကိုလှောင်ပြောင်ပြီးအောင်ပွဲခံနေချိန်မှာပဲကျန်တဲ့မိသားစုဝင်တွေရဲ့မျက်နှာမှာတော့စိုးရိမ်မှုတွေနောင်နာတွေနဲ့တိတ်ဆိတ်နေတဲ့မြင်ကွင်းကဇလန်းကိုပိုပြီးလေးနက်သွားစေအနီရောင်မန်းစီတွေရင်ဘက်မှာတက်ထားတဲ့လူငယ်တွေကသူတို့ဖဲချက်တွေအရန်ကောင်းနေတယ်ဆိုပြီးအကြီးအကျယ်ကြွားဝါနေကြတာပါတက်ကြီးရွယ်ဦးအမျိုးသားတဦးဟာအိမ်ရောမင်္ဂလာလက်ဖွဲ့ငွေတွေပါအကုန်ရှုံးသွားလို့ကျမ်းပြင်ပေါ်မှာပြိုလဲကျပြီးစိတ်ပြတ်အားငယ်နေပါတယ်သူတို့ပြောစကားအရစုစုပေါင်းအရှုံးငွေဟာ2တန်းနီးပါးအထိရှိနေတာပါအဲ့ဒီအချိန်မှာလီယိုကခုံမှာအေးအေးဆေးဆေးထိုင်နေပါတယ်သူရှိမှာတော့ငွေထုတ်တွေပုံနေပြီးတစ်ဖက်ကလူတွေကတော့သူရှုံးပြီလို့အပိုင်းအတွက်ကငွေတွေကိုတိမ့်ဖို့ကြိုးစားနေကြပါတယ်ငါဖဲကိုမကြည့်ရသေးပဲနဲ့မင်းတို့ကငါ့ကိုရှုံးပြီလို့ဘာလို့ထင်နေရတာလဲ
လီယိုကဒီစကားကိုတီတီငြိမ်ငြိမ်ပြောလိုက်တဲ့အခါတစ်ဖက်လူတွေကမင်းယူနေတာလားနှစ်အသုံးငါးဆိုတဲ့ဖဲချက်တွေနဲ့ငါတို့ရဲ့အသုံးပွင့်ကိုဘယ်လိုလုပ်နိုင်မှာလဲဆိုပြီးလောင်ပြောင်ကြပါတယ်လီယိုကသူ့ရဲ့ဖဲချက်တွေကိုတစ်ချက်ချင်းစီစပွဲပေါ်ကိုလှန်ပြလိုက်ပါတယ်ပထမဆုံးတစ်ချက်ကဖဲအနက်2ဒုတိယတစ်ချက်ကဖဲအနက်3တစ်ဖက်လူကတော့လုံးဝအထင်သေးတဲ့မျက်လုံးတွေနဲ့နောက်ဆုံးတစ်ချက်ကငါဖြစ်နေရင်တော့မင်းရှုံးတာပဲစီးမြင့်အရာငါတို့ကအကြီးဆုံးပဲလို့ပိတ်ပြောပါတယ်ဒါပေမဲ့လီယိုကပြုံးယုံလေးပြုံးပြီးစီးမြင့်ကိုငါလက်မခံဘူးလို့ဘသူပြောလဲလို့ပြန်မေးလိုက်ပါတယ်သူနောက်ဆုံးတစ်ချက်ကိုလှန်လိုက်တဲ့အခါမှာတော့အားလုံးရဲ့မျက်လုံးတွေပြူသွားရပါတယ်။လီယိုဟာတာမန်လူတစ်ယောက်မဟုတ်ပဲတစ်ဖက်လူတွေရဲ့လှည့်ကွက်တွေကိုအပိုင်ကင်ထားတဲ့တထေးကြီးတူဖြစ်နေတာပါ။သူနောက်ဆုံးလှန်လိုက်တဲ့ဖဲချက်ဟာပွဲကိုဘယ်လိုပြောင်းလဲသွားမလဲအရှုံးသမားတွေဘယ်လိုမျက်နှာပြတ်သွားမလဲဆိုတာအနီရောင်ပန်းစီတွေရင်ဘတ်မှာတက်ထားတဲ့လူငယ်တွေကသူတို့ဖဲချက်တွေအရန်ကောင်းနေတယ်ဆိုပြီးအကြီးအကျယ်ကြွားဝါနေကြတာပါ။လူတက်ကြီးရွယ်ဦးအမျိုးသားတဦးဟာအိမ်ရောမင်္ဂလာလက်ဖွဲ့ငွေတွေပါအကုန်ရှုံးသွားလို့ကျမ်းပြင်ပေါ်မှာပြိုလဲကျပြီးစိတ်ပြတ်အားငယ်နေပါတယ်။သူတို့ပြောစကားအရစုစုပေါင်းအရှုံးငွေဟာ2 တန်းနီးပါးအထိရှိနေတာပါအဲ့ဒီအချိန်မှာလီယိုကခုံမှာအေးအေးဆေးဆေးထိုင်နေပါတယ်သူရှိမှာတော့ငွေထုတ်တွေပုံနေပြီးတစ်ဖက်ကလူတွေကတော့သူရှုံးပြီလို့အပိုင်းအတွက်ကငွေတွေကိုတိမ့်ဖို့ကြိုးစားနေကြပါတယ်ငါဖဲကိုမကြည့်ရသေးပဲနဲ့မင်းတို့ကငါ့ကိုရှုံးပြီလို့ဘာလို့ထင်နေရတာလဲလီယိုကဒီစကားကိုတီတီငြိမ်ငြိမ်ပြောလိုက်တဲ့အခါတစ်ဖက်လူတွေကမင်းယူနေတာလားနှစ်အသုံးငါးဆိုတဲ့ဖဲချက်တွေနဲ့ငါတို့ရဲ့အသုံးပွင့်ကိုဘယ်လိုလုပ်နိုင်မှာလဲဆိုပြီးလောင်ပြောင်ကြပါတယ်လီယိုကသူ့ရဲ့ဖဲချက်တွေကိုတစ်ချက်ချင်းစီစပွဲပေါ်ကိုလှန်ပြလိုက်ပါတယ်ပထမဆုံးတစ်ချက်ကဖဲအနက်2ဒုတိယတစ်ချက်ကဖဲအနက်3တစ်ဖက်လူကတော့လုံးဝအထင်သေးတဲ့မျက်လုံးတွေနဲ့နောက်ဆုံးတစ်ချက်ကငါဖြစ်နေရင်တော့မင်းရှုံးတာပဲစီးမြင့်အရာငါတို့ကအကြီးဆုံးပဲလို့ပိတ်ပြောပါတယ်ဒါပေမဲ့လီယိုကပြုံးယုံလေးပြုံးပြီးစီးမြင့်ကိုငါလက်မခံဘူးလို့ဘသူပြောလဲလို့ပြန်မေးလိုက်ပါတယ်သူနောက်ဆုံးတစ်ချက်ကိုလှန်လိုက်တဲ့အခါမှာတော့အားလုံးရဲ့မျက်လုံးတွေပြူသွားရပါတယ်လီယိုကသူနိုင်ဖို့အတွက်လိုအပ်တဲ့အေးတစ်ချက်ကိုထုတ်ပြလိုက်တဲ့အခါမှာတော့ဝိုင်းထဲကလူတွေအားလုံးအံ့အားသင့်သွားကြပါတော့တယ်ဝိုင်းထဲကအမျိုးသမီးတစ်ယောက်ကချက်ချင်းပဲကန့်ကွက်ပါတယ်သူမကိုယ်တိုင်အိတ်တစ်ချက်ကိုမှောက်ထားခဲ့ပြီးသားဖြစ်လို့လီယိုစီမှာနောက်ထပ်အိတ်တစ်ချက်ရှိနေတာဟာမဖြစ်နိုင်ဘူးလို့ဆိုပါတယ်။လီယိုရဲ့ပြိုင်ဘက်ဖဲသမားကလည်းဒေါသကြီးနဲ့ဖဲတစ်ထုပ်မှာအေး4ချက်ပဲရှိတာတယောက်ကတစ်ချက်မှောက်ထားတယ်ငါစီမှာ3ချက်ရှိတယ်။မင်းစီကိုအေကဘယ်ကရောက်လာတာလဲဆိုပြီးလီယိုကိုမတမာမှုလုပ်တယ်လို့ဆွဆွဲပါတော့တယ်လီယိုကတော့အေးစစ်စစ်ပါပဲ။သူကဒါကငါရဲ့ဖဲချက်တွေပဲလေလို့ပြောနေတော့မှပဲဝိုင်းဘေးကလူကြီးတစ်ယောက်ကပြိုင်ဘက်ရဲ့ဖဲချက်တွေကိုတန်တရားဝင်ပြီးစစ်ဆေးဖို့ပြောပါတယ်။အားလုံးကပြိုင်ဘက်ဖဲသမားရဲ့ဖဲချက်3ချက်ကိုလှန်ကြည့်လိုက်တဲ့အခါမှာတော့အားလုံးအံ့ဩသွားရတာကအေး3ချက်ဖြစ်ရမယ့်အစားစပိတ်4တစ်ချက်ပါနေတာကိုတွေးလိုက်ရလို့ပါပဲတကယ်တော့လီယိုကလက်မြန်ယုံတင်မကပဲတစ်ဖက်လူမရိပ်မိအောင်ဖဲချက်ကိုပါခိုးလဲနိုင်ခဲ့တာပါပြိုင်ဘက်ကတော့ငါစီမှာအေးရှိတာတေချာပါတယ်လို့အော်ဟစ်နေပေမဲ့တက်တေကသူ့ရှိမှတင်ပြောင်းလဲသွားပါပြီနောက်ဆုံးမှာတော့လီယိုကအနိုင်ရရှိသွားပြီးရှုံးနေသွားတဲ့ပြိုင်ဘက်ကိုဝိုင်းထဲကလူတွေကဝိုင်းဝန်းထိုးချိတ်ကပတ်စံပြန်တောင်းနေကြပါတယ်လီယိုကမကာအိုကနေကန်လန်းလာတဲ့တထေးကြီးအိမ်ကိုရောက်ရှိလို့နေပါတယ်မင်းသမီးဖြစ်သူကလီယိုကိုအခုဆိုရင်ဗင်ဆန်တွန်ကအထဲကိုရောက်နေပြီးတော့သူ့အကြောင်းအချက်လက်တွေကိုတေချာဖတ်လာခဲ့တယ်မလားလို့မေးလိုက်ပါတယ်ဒါပေမဲ့မင်းသားကတော့အေးအေးဆေးဆေးပဲမဖတ်ထားဘူးလို့ပြန်ဖြေခဲ့ပါတယ်မင်းသမီးကစိုးရိမ်တကြီးနဲ့ဗင်ဆန်တွန်ဆိုတာဒီနှစ်ပိုင်းတွေမှာအရန်ကိုနာမည်ကြီးနေတဲ့သူ့ရဲ့ကစားကွက်တွေကခံမရခက်ပြီးလှည့်ကွက်တွေအရန်များတယ်ရှော့တွက်လို့မရဘူးနော်လို့သတိပေးလိုက်ပါတယ်သူတို့နှစ်ဦးဟာတက်တော်ဆောင်တွေခြံရံပြီးခန်းနာတဲ့ဗီလာကြီးတစ်ခုတည်းကိုဝင်လာခဲ့ကြပါတယ်လေကားထက်ကနေဆင်းလာတဲ့သူတို့နှစ်ဦးရဲ့ပုံရိပ်ကတကယ်ကိုအထင်ကြီးစရာပါပဲမင်းသားကမင်းသမီးရဲ့လက်ကိုယုံကြည်မှုရှိရှိဆွဲကင်ပြီးဖဲဝိုင်းရှိရာကိုဥတီလာခဲ့ပါတယ်ဗီလာရဲ့အလယ်မှာတော့လူပေါင်းစုံဝန်းရံနေတဲ့ဖဲဝိုင်းကြီးရှိနေပါတယ်မင်းသားနဲ့မင်းသမီးဟာလေကားပေါ်ကနေဆင်းလာရင်ဝိုင်းထဲမှာစောင့်နေတဲ့ဗင်ဆန်သောနဲ့အကြည့်ချင်းဆုံလိုက်ကြပါတယ်မင်းသားရဲ့အေးဆက်တဲ့အကြည့်တွေကဒီကစားပွဲမှာသူဘယ်လောက်ထိပြင်ဆင်ထားလဲဆိုတာကိုပြသနေတယ်လို့ပါပဲဒီဇလန်ရဲ့အဆက်မှာမင်းသားကဗင်ဆန်သောရဲ့လှည့်ကွက်တွေကိုဘယ်လိုမျိုးပြန်လဲတုံ့ပြန်မလဲဆိုတာစိတ်လှုပ်ရှားစရာကောင်းလာတော့မှာပါလောင်းကစားလောကမှာဒဏ္ဍာရီလို့အမည်တွင်ခဲ့တဲ့လူတစ်ယောက်နှစ်တော်ကြာပျောက်ကွယ်နေခဲ့ပြီးမှဒီနေ့မှာတော့အရှုံးနဲ့အနိုင်ကိုဆုံးဖြတ်ဖို့လောင်းကစားဝိုင်းစီပြန်ရောက်လာခဲ့ပါပြီလောင်းကစားလောကရဲ့ဝါရင်းမြေခွေးဦးကြီးကတော့လီယိုကိုမြင်မြင်ချင်းမှာပဲစိတ်သက်စစ်စင်ရေးစလုပ်ပါတော့တယ်လီယိုကတော့ပွဲကြီးပရိသတ်တွေကြားမှာခက်အေးအေးပဲထိုင်နေပြီးမြေခွေးဦးကြီးရဲ့စိန်ခေါ်မှုတွေကိုပြုံးပြုံးလေးတုံ့ပြန်နေပါတယ်မြေခွေးဦးကြီးကမစ္စတာလီယိုမင်းရဲ့အရင်ကကစားကွက်တွေကိုငါအကြိမ်900ကျော်လေ့လာထားပြီးသားငါရှိမှမင်းဟာဖောက်ထွင်းမြင်နေရတဲ့မှန်တစ်ချက်ပဲလို့ပြောလိုက်ပါတယ်လီယိုကပွဲတော်မဆရသေးဘူးခမ ्या ကအဖြေကိုသိနေပြီလားဘေဒင်ဆရာများလုပ်ခဲ့တာလားလို့လောင်ပြောင်လိုက်ပါတယ်မြေခွေးအိုကြီးကလီယိုရဲ့ကစားကွက်တွေကိုအလွတ်ရနေပြီလို့ကြုံဝါနေပေမဲ့လီယိုရဲ့မျက်နှာမှာတော့ဘာစိုးရင်ရိပ်မှမရှိပါဘူးဘေးကကြည့်နေတဲ့အမျိုးသမီးကတော့လီယိုတယောက်ကင်းမီကောက်ရဲ့ထောင်ချောက်ထဲရောက်သွားမှာကိုအရန်စိုးရိမ်နေပါတယ်ဒါပေမဲ့လီယိုကတော့လောင်းကစားပရင်မြေခွေးအိုကြီးကိုပညာပြဖို့အစဉ်သင့်ပါပဲကဲဝါရင်မြေခွေးအိုကြီးရဲ့အကြံစီတွေအောင်မြင်မလားဒါမှမဟုတ်ပါရမီရှင်လီယိုကပဲသူ့ကိုပညာပြန်ပြသွားမလားဆိုတာနောက်ပိုင်းတွေမှာဆက်လက်ကြည့်ရှုကြရအောင်များ
ခန်းနာထေဝါလာတဲ့ကာစီနိုဝိုင်းကြီးတစ်ခုမှာစတင်ထားတာဖြစ်ပြီးအတွေ့အကြုံရဲ့ဝါရင်ကစားသမားကြီးတစ်ယောက်နဲ့ယုံကြည်ချက်အပြည့်ရှိနေတဲ့လူငယ်ကစားသမားတစ်ယောက်တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကိုမြင်တွေ့ရမှာပါပွဲမစတင်မီဖဲထုတ်တွေကိုစစ်ဆေးဖို့ဒိုင်လုတ်သူကပြောလိုက်တဲ့အခါမှာတော့ဝါရင်ကစားသမားကြီးကငါအရင်စမယ်ဆိုပြီးရှေ့ထွက်လာခဲ့ပါတယ်သူဟာဖဲချက်တွေကိုလေထဲမှာမြောက်တက်သွားအောင်တစ်ချက်ချင်းစီကခုန်နေတယ်လို့မျိုးဖြစ်အောင်တကယ်ကိုအံ့ဩစရာကောင်းတဲ့ဖဲကစားကွက်တွေနဲ့သူ့ရဲ့ကျွမ်းကျင်မှုကိုအစွမ်းကုန်ပြသလိုက်ပါတယ်ဒီမြင်ကွင်းကိုကြည့်နေတဲ့ဘေးကပရိသတ်တွေအားလုံးကလည်းပါဆက်အဟောင်းသားနဲ့အံ့ဩမြင့်တက်နေကြတာပါဒါပေမဲ့မထင်မှတ်ထားတာကတော့တစ်ဖက်ကလူငယ်ကစားသမားဟာဒီလောက်အစွမ်းထက်တဲ့ကစားကွက်တွေကိုမြင်နေရပေမဲ့လုံးဝကိုအေးအေးဆေးဆေးရှိနေတာပါပဲတကယ်တော့သူဟာဒီဝါရင်ကစားသမားကြီးရဲ့လှုပ်ရှားမှုတိုင်းကိုလွန်ခဲ့တဲ့9နှစ်ကတည်းကအသေးစိတ်လေ့လာထားခဲ့တာဖြစ်ပါတယ်မြေခွေးအိုကြီးကခမားဒီနေ့ဒီပွဲကိုမလာခဲ့တင်ဘူးလို့လူငယ်လေးကိုခက်အေးပဲပြောလိုက်ပါတယ်သူဟာဝါရင်ကစားသမားကြီးရဲ့ကစားကွက်မှန်သမျှကိုဘလို့တုံ့ပြန်ရမလဲဆိုတာကောင်းကောင်းသိနေတယ်လို့ဒီနေ့မှာတော့လူအားလုံးရဲ့ရှိမှာပဲခမားကိုအပြတ်သက်ချေမှုန်းပြစ်မယ်လို့စိတ်ထဲကနေကြုံရနေပါတယ်ဝါရင်လောင်ကစားဝိဇာကြီးတူဖြစ်တဲ့မသောရင်ကသူ့ကိုရှုပ်တဲ့သူမှန်သမျှခြေဝါအောက်မှာပဲပြဝတ်သွားရမယ်လို့ကြွေးကြော်ပြီးစိန်ခေါ်လိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့ပြိုင်ဘက်လူငယ်လေးကတော့အေးအေးဆေးဆေးပါပဲအဲ့ဒီနောက်လူငယ်လေးကဖဲထုတ်ကိုကျွမ်းကျင်စွာလက်ပတ်ကစားရင်းလူတွေဆိုတာပြောင်းလဲတတ်တယ်ဆိုတာမှသောရင်မသိဘူးလားလို့မေးခွန်းထုတ်လိုက်ပါတယ်တကယ်ဝိဇာအစ်စ်ဆိုတာအခြေအနေပေါ်မူတည်ပြီးအမြဲလိုက်ရောညီထွေဖြစ်အောင်နေတတ်တယ်လို့မထင်မှတ်ထားတဲ့အချိန်မှာလဲတိုက်ခိုက်တတ်ရတယ်လို့သူကဆိုပါတယ်လူငယ်လေးကဖဲချက်တွေကိုစပွဲပေါ်မှာလှလှပဖြန့်ခင်းလိုက်ပြီးပွဲကိုစတင်လိုက်ပါတယ်သူကပထမဆုံးအကဲဆန်းတဲ့အနေနဲ့9တန်းကိုလောင်းကြီးအဖြစ်တင်လိုက်ပါတယ်မတ်စတွန်ကလည်းမလျှော့တန်းပဲသူ့ရဲ့အမှတ်တစိမ့်တွေကိုထပ်မံထည့်သွင်းပြီးစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်ဖဲချက်တွေကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့လူငယ်လေးစီမှာအာဆီယံဖဲချက်တွေထွက်ပေါ်လာပါတယ်ဒါကိုကြည့်ပြီးအိတ်ဆက်ကစကားပြောနေပြီလို့လူငယ်လေးကပြုံးလေးပြောလိုက်ပါတယ်နောက်ဆုံးမှာတော့လူငယ်လေးကသူ့ရဲ့လက်ပတ်မှာဆွဲထားတဲ့ကြောက်စိမ့်ဆွဲသီးကိုထုတ်ပြရင်းပထမအချီမှာတော့အကဲဆန်းယုံပါပဲလို့ပြောကာမစွန်းကိုအနိုင်မိုင်းသွားခဲ့ပါတယ်လောင်းကစားလောက်ကမှာအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုတာဖဲချက်တွေထက်စိတ်ဓာတ်ကပိုအရေးကြီးပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ boss ကြီးလီယိုတယောက်သူ့ကိုလာစိန်ခေါ်နေတဲ့ဝါရင်ကြီးတယောက်နဲ့မျက်နှာချင်းဆိုင်တွေ့နေပါတယ်တစ်ဖက်လူကလီယိုရဲ့ကန်စားတာဟာဒီနှစ်မှာတိတ်မကောင်းဘူးလို့ထင်မှတ်ပြီးလှောင်ပြောင်းနေပေမဲ့လီယိုကတော့ခက်အေးပါပဲပြိုင်ဘက်ကစားသမားကတထေးပီပီစကားအများကြီးပြောမနေပဲ300ကိုဝိုင်းလေကိုပြစ်တင်လိုက်ပြီးပွဲကိုစတင်ထိန်းချုပ်လိုက်ပါတယ်ဒေါ်နာရဲ့ဒီလိုရဲရင်တဲ့ဆုံးဖြတ်ချက်ကတစ်ဖက်လူကိုတောင်အံ့အားသင့်သွားစေခဲ့ပါတယ်ဖဲဝေသူကဖဲချက်တွေကိုစတင်ချပေးလိုက်ချိန်မှာလီယိုရဲ့မျက်လုံးတွေကတည်ငြိမ်နေသေးပါတစ်ဖက်လူကလီယိုကိုအရှုံးပေးသွားအောင်လောင်းကြီးကို300အထိထပ်မံမြင့်တင်ပြီးဖိအားပေးလာပါတယ်လီယိုကတော့သူ့ရဲ့ပုံစံတိုင်းပဲအပြုံးမပြတ်ပဲဒီစိန်ခေါ်မှုကိုဘယ်လိုတုံ့ပြန်မလဲဆိုတာစောင့်ကြည့်ရတော့မှာပါလူငယ်လေးလီယိုကယုံကြည်မှုအပြည့်နဲ့သူ့ရဲ့ပြိုင်ဘက်ကိုလာခဲ့လေလို့စိန်ခေါ်လိုက်တာကိုမြင်ရမှာပါဒါပေမဲ့သူ့ရဲ့ပြိုင်ဘက်ဆရာကြီးကတော့ခက်အေးအေးပဲစစ်လိတ်တောက်ရင်းလီယိုကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်နေပါတယ်ဒီဆရာကြီးကလီယိုရဲ့အရင်ကကစားကွက်တွေကိုဗီဒီယိုတွေကနေတဆင့်တေချာလေ့လာထားတာပါလီယိုဒီလိုအမူအရာမျိုးလုပ်ပြီးဆိုရင်ဒါဟာဖဲမကောင်းပဲလှည့်စားနေတာပဲလို့သူကတထိုင်နဲ့တွက်ဆထားပါတယ်လီယိုကတော့ဒါကိုမသိပဲသူ့ရဲ့ဖဲကိုကြည့်နေတော့မှာပဲဒီဝိုင်းကပုံမှန်ဝိုင်းတော့မဟုတ်ပါဘူးလီယိုရဲ့အနောက်မှာတင်မျက်မှန်အမဲတက်ထားတဲ့လူတစ်ယောက်ကလီယိုရဲ့ဖဲတွေကိုချောင်းကြည့်နေတာပါအဲ့ဒီလူကဆရာကြီးစီကိုလက်ဟန်ချေဟန်နဲ့အချက်ပြလိုက်တဲ့အခါဆရာကြီးကလီယိုရဲ့ဖဲကိုအပိုင်တိသွားပြီးပိုလို့တောင်ယုံကြည်မှုရှိသွားပါတယ်အခြေအနေတွေကတော်တော်လေးတင်းမာလာပြီးဆရာကြီးကပထမဆုံးပွဲကလေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပြီလို့ပြောကာတန်တရားနဲ့ဆက်လိုက်ပါတယ်လူငယ်လေးလီယိုဟာတည်ငြိမ်လို့နဲ့အမူအရာနဲ့သူ့ရဲ့ဖဲချက်တွေကိုမှောက်လိုက်ပါတယ်သူ့ရဲ့ဒီလိုလွယ်လွယ်ကူကူအရှုံးပေးလိုက်တဲ့အမူအရာကြောင့်ဝိုင်းဘေးကလူတွေရောတစ်ဖက်ကပြိုင်ဘက်ပါအံ့ဩသွားကြတာပါဒါကိုကြည့်ပြီးမစွန်ကလှောင်ပြုံးပြုံးရင်းစိန်ခေါ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့စွန်ကကန်ဆန်းတဲ့အနေနဲ့တန်တရာကိုဝိုင်းနဲ့ပစ်ထည့်လိုက်ပါတယ်ဝေဘဲတွေလှန်ပြလိုက်တဲ့အခါမှာတော့လီယိုရဲ့ဖဲချက်တွေကတကယ်ပဲအခြေအနေမကောင်းပါဘူးလိုက်မယ်တန်းနဲ့တန်းလို့ပြက်တသားပြောလိုက်တဲ့အခါမှာတော့ဒီပွဲရဲ့အနိုင်ရှုံးကဘယ်သူဖြစ်မလဲဆိုတာရင်ခုန်စရာပါပဲဝိုင်းထဲမှာရှိတဲ့မိန်းကလေးကလီယိုကိုကြည့်ပြီးဒီလောက်ဖဲချက်အသေးလေးနဲ့သူကလိုက်ရဲတဲ့ပေါ်လေးဆိုပြီးအထင်သေးတဲ့အကြီးနဲ့ကြည့်နေခဲ့ပါတယ်ဒါပေမဲ့လီယိုရဲ့မျက်နှာကတော့အေးဆေးတည်ငြိမ်နေတော့မှာပဲဒီအချိန်မှာဖဲပရင်ကြီးတောင်ကလီယိုကိုစိန်ခေါ်တဲ့အနေနဲ့မင်းရဲ့ဖဲချက်တွေကတဖြည်းဖြည်းစိတ်ဝင်စားဖို့ကောင်းလာပြီပဲဓာတ်ထက်ပိုပြီးရင်ခုန်ရအောင်လောင်းကြီးကိုတန်း30အထိတိုးလိုက်မယ်လို့ပြောပြီးအထက်လိုက်ရှိတဲ့ရွှေရောင်တင်းကားပြားတွေကိုဝိုင်းနဲ့ပစ်ထည့်လိုက်ပါတယ်တဝိုင်းလုံးတိတ်ဆိတ်သွားတဲ့အချိန်မှာလီယိုကတုံကိုစိုက်ကြည့်ပြီးခက်အေးအေးပဲတုံ့ပြန်လိုက်ပါတယ်ဖဲပရင်ကြီးခမည်းမျောလင်းနေတဲ့ဖဲရောင်တူမျောလင်းချက်ကတော့တည်သွားပါပြီဒါပေမဲ့ကျွန်တော်မှတော့အနိုင်ရဖို့အခွင့်အရေးရှိနေသေးတယ်လို့ပြောပြီးတန်း30လောင်းကြီးကိုဘာမှမဖြစ်တယ်လို့ပဲအသားလေးလိုက်ပါတယ်နှစ်ယောက်လုံးရဲ့အကြီးတွေကမီးပွင့်မတက်ပြင်းထန်နေပြီးနောက်ဆုံးထွက်လာမဲ့ဖဲချက်ကဘသူ့ကိုအောင်နိုင်သူဖြစ်စေမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲတန်းနှစ်ရက်ဆိုတဲ့မယုံနိုင်စရာလောင်းကြီးကိုထပ်တိုးလိုက်ပါတယ်ဝိုင်းထဲမှာရှိနေတဲ့ပြိုင်ဘက်လီယိုကစောင်းကိုစိန်ခေါ်လိုက်ပါတယ်ကြည့်ရတာမင်းရဲ့ကန်တရားကဒီနေ့တော့ကုံဆုံးသွားပြီထင်တယ်လို့လှောင်ပြောင်းလိုက်ပြီးမင်းမှာ straight ပဲရှိတယ်ငါမှာက straight flush ဖြစ်ဖို့ကတ်တွေရှိနေတယ်ဆိုပြီးသူ့ရဲ့အခြေအနေကိုပိုပြီးယုံကြည်ချက်ရှိရှိပြောပြလိုက်ပါတယ်ဒေါ်ရင်ကတော့အေးအေးဆေးဆေးပါပဲကောင်းပြီလေငါရဲ့ကန်တရားကတကယ်ပဲကောင်းမွန်နေတော့လားဆိုတာကြည့်ရသေးတာပေါ့ဆိုပြီးသောရင်ကလီယိုကိုပြန်ပြောလိုက်ပါတယ်
ဒီလိုနဲ့ Thorin ကဝိုင်းလေကိုချစ်ပြားတွေအများကြီးပြစ်တင်လိုက်ပြီးတန်းနှစ်ရက်ဆိုတဲ့မယုံနိုင်စရာလောင်းကြီးကိုထပ်တိုးလိုက်ပါတယ်ဒါပေမဲ့လီယိုကတော့မျက်မှောင်လေးတစ်ချက်တောင်မတွန့်ပဲကောင်းပြီလေဆိုပြီးတန်းနှစ်ရက်ကိုအပြုံးမပြတ်ပဲလိုက်ပါတော့တယ်လီယိုရဲ့အဖော်မျိုးသမီးကတော့စိုးရိမ်တကြီးနဲ့လီယိုစိတ်လိုက်မှန်မှမလုပ်ပါနဲ့လို့တားမြစ်နေပေမဲ့လီယိုကတော့နောက်မဆုတ်တော့ပါဘူးဒါပေမဲ့ဘေးမှာထိုင်နေတဲ့အဖိုးဖြစ်သူကတော့မြင်းမလေးကိုဟန်တာပြီးသူ့ကိုမနှောက်ယှက်နဲ့ကိုယုံကြည်တဲ့လူကိုအဆုံးထိယုံကြည်လိုက်စမ်းပါလို့တီတီငြိမ်ငြိမ်ပဲပြောလိုက်ပါတယ်တဝိုင်းလုံးတိတ်ဆိတ်ပြီးရင်ခုန်နေရတဲ့အချိန်လီယိုကတော့ဘာမှမဖြစ်တယ်လို့ပါပဲအိုင်ကဖဲချက်တွေကိုစလန်လိုက်တဲ့အခါမှာတော့နှစ်345ဆိုတဲ့ဖဲချက်တွေထွက်လာပါတယ်ဒါဟာတစ်ဖက်လူအတွက်တော့ငရဲကြတယ်လို့ပါပဲတိုင်ဘက်ကြီးမျက်နှာပြတ်သွားချိန်မှာလီယိုကတော့အောင်းနိုင်သူအပြုံးနဲ့ကြည့်နေပါတယ်မင်းသမီးလေးလည်းဝမ်းသာအားရနဲ့အခွင့်အရေးရှိသေးတယ်လို့ရေရွတ်လိုက်မိပါတယ်ခန်းသားထေဝါလာတဲ့အဆောင်ရောင်တွေကြားမှာလောင်းကစားပရင်သောနဲ့လူငယ်လေးတယောက်ဟာအကျိတ်နယ်ဖြစ်နေကြပါပြီတစ်ဖက်ကသောဟာဝါရင်ဝေဖန်သူပြီးတည်ငြိမ်နေပေမဲ့လူငယ်လေးရဲ့အကြည့်တွေကတော့တခုခုကိုကြိုတင်စီမံထားသလိုပါပဲလူငယ်လေးကလောင်းကစားပရင်ကြီးခမညာကျုပ်လက်ထဲမှာဖဲချက်လေးချက်ကအယောင်တူဖြစ်နေပြီဗျအခုတော့ခမညာလှဲ့ပဲလို့စိန်ခေါ်လိုက်ပါတယ်သောကတော့ပွဲကိုအသာစီးရဖို့အတွက်စကားကိုဥအောင်ပြောပြီးဒီအနေထားအရငါပဲအရင်စကားပြောရမှာပေါ့ဆိုကလူငယ်လေးကိုအကဲခတ်နေပါတယ်ဒါပေမဲ့သောကအကွက်ရွှေ့ပြီးလူငယ်လေးကိုအရင်ဆုံးအလှည့်ပေးလိုက်တဲ့အခါမှာတော့ဒီတပွဲမှာတန်းတစ်ထောင်အထိကြီးမြင့်လိုက်မယ်လို့ပြောပြီးဖဲပြားတွေကိုဝိုင်းလေကိုပြစ်ချလိုက်တဲ့အခါမှာတော့တဝိုင်းလုံးကလူတွေရောဘေးကကြည့်နေတဲ့မိန်းကလေးပါအံ့ဩတုန်လှုပ်သွားကြပါတယ်ဒီမြင်ကွင်းကိုကြည့်ပြီးသောကတကယ်ကိုလောင်းကစားနဲ့ဖျားပြီးတတ်ပါပေတယ်မင်းရဲ့ကံကတော့တကယ်မသေးဘူးလို့ချီးကျူးလိုက်ပေမဲ့သူ့လက်ထဲမှာလည်းပိုတာတဲ့အကွက်ရှိနေပုံရပါတယ်ဝါရင်ကြီးသောကသူ့ရဲ့ဖဲချက်တွေကိုယုံကြည်မှုအပြည့်နဲ့ချလိုက်ပြီးတန်းတစ်ထောင်ကိုအော်လိုက်ပါတယ်ငါစီမှာ straight ရှိတယ်မင်းမာတကယ်ရောအယောင်တူရှိလို့လားဆိုပြီးခက်ရွရွမေးလိုက်ပါတယ်လူငယ်လေးလီယိုကတော့အထာမပြတ်ပါဘူးသူကအေးဆေးဆေးပဲပြုံးပြီးဖဲပရင်ကြီးသောရဲ့ခမားစာတာတက်နေတယ်ထင်နေတာလားကျွန်တော်လက်ထဲမှာရှိတဲ့ဖဲမျိုးနဲ့တောင်ခမားကလိုက်ရဲသေးတယ်ပေါ့ကျွန်တော်စီမှာအယောင်တူမရှိရင်တောင်အေးတစ်ချက်တည်းနဲ့တင်ခမားကိုအလဲထိုးလို့ရနေပြီပြက်လို့ပြန်လုပ်ပြန်လိုက်ပါတယ်ခမားကိုစိတ်ပြက်အောင်လုပ်မိတော့မယ်ကျွန်တော်စီမှာတကယ်ကြီးအယောင်တူရှိနေတာပြလို့ပြောပြီးဖဲချက်တွေကိုလှန်ဖို့ပြင်လိုက်တဲ့ချိန်မှာဖဲဝေတဲ့သူကလီယိုရဲ့လက်ကိုဖမ်းလိုက်ပါတယ်ဖဲဝိုင်းတစ်ခုရဲ့အရှုံးနိုင်ဆိုတာဖဲချက်တွေပေါ်မှာတင်မဟုတ်ပဲတစ်ဖက်လူရဲ့အကြံစီကိုဘသူကကြိုတင်ရိပ်မိတယ်လဲဆိုတာပေါ်မှာလည်းမူတည်ပါတယ်အခုလဲဖဲဝေသူကလီယိုရဲ့အင်ဂျီထဲမှာဖဲချက်ဝက်ထားတယ်လို့အပိုင်တွက်ပြီးဆွဆွဲလိုက်ပါပြီတကယ်တော့ဒါကလှက်ကွတ်တစ်ခုပါလီယိုရဲ့ဖဲကိုပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်ဒီဆွဆွဲချက်ကြောင့်ဘေးကကြည့်နေတဲ့သူတွေကတော့ဖဲပရင်ကြီးတောင်ဖဲလိန်ရိုက်တာမိခံလိုက်ရပြီဆိုပြီးကဲ့ရဲ့လှောင်ပြောင်မှုပြင်နေကြတာပါဖဲဝေသူကိုယ်တိုင်မြင်လိုက်တာဆိုတော့လူငယ်လေးအတွက်တော့ပြေးပေါက်မရှိတော့ဘူးလို့အားလုံးကထင်နေကြတာပေါ့ဒါပေမဲ့လီယိုကတော့ပြာရခတ်မသွားပဲအေးဆေးပါပဲဖဲဝေသူကတေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့သူထင်ထားသလိုဖဲချက်ကရှိမနေခဲ့ပါဘူးတိတ်ခါချဖို့စူးစမ်းခဲ့တဲ့ဖဲဝေသူခမများမျက်စိမှာသွားတာပါဆိုပြီးဟန်ဆောင်ကတောင်းပန်လိုက်ပါတော့တယ်ဒီအချိန်မှာလူငယ်လေးလီယိုကသူ့ကိုယ်သူအယမ်းယုံကြည်မှုရှိနေပြီးဖဲပရင်ကြီးကိုတောင်းပန်ပါတယ်ဖဲပရင်ကြီးဒီပွဲတော့ကျွန်တော်နိုင်သွားပြီဆိုပြီးရဲရဲဝံ့ဝံ့ကိုကြွားလုံးထုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူကဟတ်အေးပါတယ်ဖဲစင်အကြီးစားယထာလို့ဆိုပြီးဖဲချက်ကိုယုံကြည်မှုအပြည့်နဲ့စပွဲပေါ်လှန်ချလိုက်ပါတယ်ဒါပေမဲ့တကယ်တမ်းစပွဲပေါ်ကျသွားတဲ့ဖဲချက်ကဟတ်အေးမဟုတ်ပဲဒိုင်းမွန်း6ဖြစ်နေခဲ့ပါတယ်စပွဲပေါ်ကဖဲ9ချက်ကိုကြည့်လိုက်တော့လေဟတ်2345နဲ့ဒိုင်းမွန်းကိုဖြစ်နေလို့ဘာမှဆက်လုပ်လို့မရတော့ပါဘူးလူငယ်လေးလီယိုကတော့ဖဲလဲခံလိုက်ရတာကိုမသိပဲအလိန်ခံလိုက်ရပါတယ်လီယိုတယောက်သူ့ရဲ့ဖဲကိုပစ်ချပြီးလှန်ချလိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့ကောင်မလေးကတော့ပါဇက်အဟောင်းသားနဲ့အံ့ဩသွားခဲ့ပြီးဒီတက်ကလထိုင်ပေါ်ကကောင်မလေးဖခင်ကတော့မျက်နှာပူထူပြီးစိတ်ပြတ်သွားခဲ့ရပါတယ်ဒီအချိန်မှာပဲတစ်ဖက်ကလောင်းကစားဘရင်လို့တင်စားရတဲ့လူကြီးကတော့အောင်ပွဲခံပြီးသဘောတကျအော်ရပါတော့တယ်သူကလူငယ်လေးကိုကြည့်ပြီးမင်းမှာဖဲအကြီးကြီးတွေရှိနေတယ်လို့ထင်ခဲ့တာတကယ်တော့မင်းစီကအကြီးဆုံးဖဲကနံပါတ်9ပဲရှိတာကိုလို့လှောင်ပြောင်လိုက်ပါတယ်ဒါအပြင်ကောင်လေးမင်းရဲ့ဒေါ်လာဘီလီယံတန်အလိမ်ညာလေးကတော့တော်တော်လေးအထိနာသွားစေတယ်နော်လို့လည်းခနဲ့လိုက်ပါသေးတယ်ရှုံးသွားတဲ့လူငယ်လေးမစ္စတာဟေးစ်ကတော့မျက်နှာပြတ်မသွားပဲစပွဲထိုးမလေးကမ်းပေးတဲ့ပဝါနဲ့မျက်နှာကိုခက်တီတီတုပ်လိုက်ပါတယ်ပြီးတော့ရုတ်တရက်ဆိုသလိုပြုံးရလိုက်ပြီးလက်ခုပ်တီးကလက်ရှိလောင်းကစားဘရင်ဆိုတဲ့နာမည်နဲ့တကယ်ကိုထိုက်တန်ပါတယ်ကျွန်တော်ဖဲအခြေအနေနဲ့တောင်ခမားကလိုက်ရဲသေးတယ်ခမားရဲ့တက်တီကိုတော့တကယ်ချီးကျူးပါတယ်လို့ပြန်ပြောလိုက်ပါတယ်လူငယ်လေးကစပွဲပေါ်ကိုလက်ထောက်လိုက်ပြီးလာပါကျွန်တော်စီမှာချစ်ကပ်တွေကြံပါသေးတယ်ကစားပွဲကမပြီးသေးပါဘူးနောက်ဆုံးဘသူကအနိုင်ရပြီးရေရမလဲဆိုတာစောင့်ကြည့်ကြတာပေါ့ဆိုပြီးမန်ဘာဘာနဲ့ပြန်လဲစိန်ခေါ်လိုက်ပါတယ်ဒီအချိန်မှာတင်ကောင်မလေးကသူ့ဖိုးကိုဘိုးဘယ်လိုလုပ်ကြမလဲလီယိုကိုဆက်ကစားခိုင်းပါလားဒီ3ဘီလီယံကကျမတို့ပိုင်တဲ့နောက်ဆုံးငွေတွေနော်လို့စိုးရိမ်တကြီးနဲ့မေးလိုက်ပါတယ်ဆက်ကစားလို့ပြက်ပြက်တတအမိန်ပေးလိုက်ပါတယ်ဒါနဲ့လီယိုကဒိုင်ကိုဖဲဝေကိုပြောလိုက်ပါတယ်ဖဲရီဝေအပြီးမှာတော့တစ်ဖက်ကလောင်းကစားဘရင်3ကသူ့ဖဲကိုကြည့်ပြီးဒီညရဲ့ဖဲချက်တွေကငါ့ကိုအတော်မျက်နှာသာပေးနေတာပဲလို့ခနဲ့တဲ့ကြွားလုံးထုတ်လိုက်ပါတယ်အခြေအနေတွေတင်းမာနေပေမဲ့လီယိုကတော့တီတီငိမ့်ငိမ့်ပါပဲပွဲကတဝက်ကျိုးနေပြီဆိုတော့ပိုကြီးကြီးကစားရအောင်တန်း30ထက်တင်နေဆိုပြီးကြေးကိုဆက်မြင့်လိုက်ပါတယ်လောင်းကစားဘရင်ကလည်းအရှုံးမပေးပါဘူးခွင်းကငါအကြိုက်ဆုံးပဲငါဖဲမကြည့်ပဲမင်းရဲ့တန်း30ကိုလိုက်တယ်ဆိုပြီးပွဲကိုအကျိတ်နဲ့ဖြစ်သွားစေခဲ့ပါတယ်
ဒီကစားပွဲကတော့တာမန်ထက်ထူးခြားနေပါတယ်လောင်းကစားလောကမှာနာမည်ကြီးတဲ့ Thorin ကယုံကြည်ချက်အပြည့်နဲ့300ကိုအကုန်လုံးချလိုက်ပါတယ်သူ့မျက်နှာကိုကြည့်ရတာဒီပွဲကိုအပိုင်စားရမယ်လို့တွေးနေပုံပါပဲဒါပေမဲ့တစ်ဖက်ကလူငယ်ကတော့တွေးလွန်းနေပါတယ်လောင်းကစားဘရင်ကြီးကဒီနေ့ကန်ကောင်းနေတယ်ဆိုပြီးကျွန်တော်စီကပတ်စံတွေအကုန်ပြန်ယူချင်နေတာလားဆိုပြီးခနဲ့တဲ့ပြောလိုက်ပါတယ်ဒီအချိန်မှာဘေးကကြည့်နေတဲ့မိန်းကလေးနဲ့ဝီချဲဘော်ကလူကြီးကတော့အခြေအနေကိုစိုးရိမ်တကြီးစောင့်ကြည့်နေကြတာပါကစားပွဲကပိုပြီးပြင်းထန်လာပါတယ်လူငယ်လေးကThorinရဲ့ဖဲချက်တွေကိုအလွတ်ရနေတယ်လို့မျိုးခမည်းလက်ထဲကဖဲချက်တွေကပြစ်ထုတ်ဖို့အရန်နှမျောစရာကောင်းနေတယ်မဟုတ်လားလို့မေးခွန်းထုတ်လိုက်ပါတယ်မထင်မှတ်ထားတဲ့အလှည့်ပြောင်းအနေနဲ့လူငယ်ကလောင်းကြီးကို3000ထိတိုးလိုက်ပါတော့တယ်တဝိုင်းလုံးအံ့ဩမင်တက်သွားရတယ်လို့လောင်းကစားဘရင်Thorinအောင်ချွေးပြန်သွားရပါတယ်နောက်ဆုံးမှာတော့Thorinကမင်းကတကယ်ပဲအရာရာကိုကြိုမြင်နေတာပဲငါဒီဖဲတွေကိုမချနိုင်တော့ဘူးလို့ဝန်ခံလိုက်ရပါတော့တယ်လောင်းကစားလီယိုကတော့သူ့ဖဲတွေကောင်းနေလို့တန်း900အထိလောင်းကြီးထပ်လိုက်ပါတယ်လူငယ်လေးကလည်းကောင်းပြီလို့ပြောပြီးသူမှရှိတာအကုန်အောပြီးလိုက်ပါတယ်လောင်းကစားဘရင်ကြီးကလည်းဒါဆိုရင်ငါလဲလိုက်ရမှာပေါ့ဆိုပြီးအကုန်အောအင်လိုက်ပါတော့တယ်ဒေါ်လာ3ဘီလီယံဟုတ်ပါတယ်အခုကြည့်နေရတဲ့လူငယ်လေးရဲ့ရှေ့မှာရှိတဲ့ပုံနေတဲ့အကျွေးဆေးတွေကတာမန်မဟုတ်ပဲ3ဘီလီယံတန်ဖိုးရှိပါတယ်ဒီပွဲကရိုးရိုးဖဲဝိုင်းမဟုတ်ပဲဘဝကိုပုံအောထားရတဲ့အသက်လူပွဲတစ်ခုပါမျက်နှာသေးနဲ့ကစားနေတဲ့လီယိုတယောက်သူ့ရဲ့နောက်ဆုံးဖက်ချက်ကိုကြည့်လိုက်ပြီးတဲ့နောက်မှာတော့တလောကလုံးအံ့ဩသွားစေမဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်အဲ့ဒါကတော့ရှိသမျှအားလုံးကိုဝိုင်းလေကိုပုံအောလိုက်တာပါပဲဘေးကကြည့်နေတဲ့ပရိသတ်တွေတင်မကပဲသူ့ရဲ့အဖို့မျိုးသမီးလေးပါတွေးပြတ်သွားရပါတယ်ဘာလို့လဲဆိုတော့တစ်ဖက်ကပြိုင်ဘက်မှာကဖဲကောင်းစားတွေကတစ်ခုဖြစ်တဲ့ကွင်းလေးလုံးရှိနေနိုင်လို့ပါပဲ။ဘာရင်ဖဲသမားကြီးကလောင်ပြုံးပြီးလီယိုကိုဖိအားပေးလာပါတယ်။မစ္စတာလီယိုမင်းစတာလိန်မီတာစုစီကရထားတဲ့3ဘီလီယံလုံးကုန်သွားပြီးအခုမင်းရဲ့ဖဲချက်တွေကိုပြဖို့အချိန်တန်ပြီးတဲ့အားလုံးကလီယိုရှုံးပြီလို့ထင်နေချိန်မှာပဲသူကအေးအေးဆေးဆေးလက်တစ်ဖက်ကိုထောင်ပြပြီးခဏလေးလို့ပြောလိုက်ပါတယ်။လီယိုကကောင်မလေးရဲ့အဖိုးစီသွားပြီးပတ်စံရှိသေးလားလို့မေးပါရှိသမျှစီးစိမ်အကုန်အောဖို့ပြောလိုက်ပါတယ်လီယိုကနှစ်ပေါင်း100စာစုဆောင်းခဲ့တဲ့အမွေနှစ်နဲ့ပိုင်ဆိုင်မှုအားလုံးကိုပါငါဒီဝိုင်းမှာပုံအောဖို့ပြောလိုက်ပါတယ်ဒီစကားကြောင့်တဝိုင်းလုံးဆူညံသွားပြီးအဖော်မျိုးသမီးလေးကရှင်ယူနေပြီလားလို့အော်ဟစ်တားစီပေမဲ့လီယိုကတော့နောက်မဆုတ်ခဲ့ပါဘူးသူ့ရဲ့မျက်လုံးတွေကတစ်ဖက်ရန်သူကိုဝါစာမတက်စိုက်ကြည့်နေပါတယ်အခြေအနေတွေကတင်းမာမှုအထုပ်ထိပ်ကိုရောက်နေချိန်မှာလီယိုကပြက်ပြက်တသားပြောလိုက်ပါတယ်ဒီတစ်ခါတော့ငါတို့စီကသူတို့နိုင်သွားခဲ့တဲ့တပြားမကြံကိုအကုန်လုံးပြန်အန်ထုတ်စေရမယ်လို့ကြုံဝါလိုက်ပါတော့တယ်ဒီတစ်ခါတော့သူနိုင်ထားတဲ့ပတ်စံတပြားမကြံငါပြန်အန်ထုတ်စေရမယ်လို့လူငယ်လေးကခိုင်ခိုင်မာမာဆုံးဖြတ်ထားပါတယ်အဲ့ဒီအချိန်မှာပဲအဖိုးဖြစ်သူကတမီးဖြစ်သူကိုခေါ်ပြီးစတာလင်မီတာစုရဲ့ပိုင်ဆိုင်မှုအားလုံးကိုအပေါင်စာချုပ်လုပ်ဖို့ခိုင်းလိုက်ပါတယ်တမီးဖြစ်သူတယောက်တုံးလောက်သွားပြီးတားဆီးဖို့ကြိုးစားပေမဲ့အဖိုးဖြစ်သူကတော့ပြတ်သားစွာနဲ့ပဲတွားလှုပ်လိုက်ဆန်းလို့အမိန့်ပေးလိုက်ပါတယ်ခဏအကြာမှာတော့မင်းသမီးလေးကစာချုပ်တွေကိုလူငယ်လေးစီလွှဲပေးရင်းနဲ့ဒါတွေကငါတို့မိသားစုရဲ့ပိုင်ဆိုင်မှုအားလုံးပဲတကယ်လို့မင်းသာရှုံးသွားခဲ့ရင်တော့ငါ့ကိုတစ်သက်လုံးတာဝန်ယူရမယ်နော်လို့စကားတခွန်းပါလိုက်ပါတယ်တထေးကြီးကလူငယ်လေးကိုစာချုပ်တွေပေးရင်ငါမင်းကိုနောက်ဆုံးအကြိမ်အနေနဲ့ယုံကြည်ကြည့်လိုက်မယ်တကယ်လို့သာရှုံးခဲ့ရင်တော့ငါတို့မိသားစုဘဝပြတ်ပြီပဲလို့လေးလေးနက်နက်သတိပေးလိုက်ပါတယ်ဘီလီယံနဲ့ဆက်တန်မိုးရှိတဲ့မိသားစုရဲ့ကံကြမ္မာကိုလက်ထဲမှာစုပ်ကင်ထားတဲ့လူငယ်လေးဟာရန်သူတွေစောင့်ကြိုနေတဲ့လောင်းကစားဝိုင်းစီကိုရဲရဲဝံ့ဝံ့ခြေလှမ်းလိုက်ပါတယ်ဒီကစားပွဲကငွေတွက်တင်မဟုတ်ဘူးမျိုးရိုးတစ်ခုလုံးရဲ့အရှုံးနိုင်ပဲလောင်းကစားဘရင်Thorinကတော့သူ့ရဲ့ဖဲချက်တွေနဲ့အောင်ပွဲခံဖို့အဆင်သင့်ဖြစ်နေပါပြီလီယိုကိုအားလုံးကသူ့ကိုနှုတ်နယ်သေးတယ်လို့ထင်နေကြတာThorinကတော့လီယိုကိုအလိမ်လုံးနေတယ်လို့အပိုင်တွက်ပြီးကွင်းလေးချက်နဲ့လှောင်ရည်နေပါတယ်ဒါပေမဲ့လီယိုရဲ့မျက်လုံးတွေထဲမှာကြောက်ရွံ့မှုမရှိဘူးအေးဆက်ဆက်အပြုံးတစ်ခုပဲရှိနေတာပါမင်းကြောက်နေပြီလားတဲ့Thorinရဲ့ဒီစကားကသူ့အတွက်နောက်ဆုံးစကားဖြစ်သွားနိုင်မှန်းသူကိုယ်တိုင်လည်းမသိခဲ့ပါဘူးလီယိုကတော့သူ့ရဲ့ကံကြမ္မာကိုဒီဖက်ချက်3ချက်ပုံမှာတင်မကပဲသူ့ရဲ့တည်ငြိမ်မှုပုံမှာပါပုံအောထားတာပါThorinတယောက်လီယိုကိုအမြင့်ပြတ်ချေမှုန်းဖို့သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးငွေသားဘီလီယံ20နဲ့ရှယ်ယာတွေပါအကုန်အောအင်ပါပြီးစာချုပ်တွေလက်မှတ်ထိုးခိုင်းပြီးလီယိုကိုထောင်ချောက်ထဲဆွဲသွင်းလိုက်ပြီလို့သူထင်နေတာဒါပေမဲ့တကယ်ထောင်ချောက်ထဲရောက်နေတာကဘယ်သူလဲရက်လက်ထဲမှာတကယ်ပဲA3ပွင့်ရှိနေတာလားဒါမှမဟုတ်အားလုံးကိုအံ့ဩသွားစေမဲ့တခြားအကွက်တွေရှိနေဦးမလားဒီပွဲရဲ့တကယ်အလှည့်ပြောင်းကတော့ဆက်လက်ဆောင်ကြည့်ရအောင်မှာဖြစ်ပါတယ်ဒါဟာငါရဲ့တဘွားလုံးစူးစမ်းအားထုတ်မှုတွေပဲလို့ပြောရင်သူကစာချုပ်တွေကိုဝိုင်းလည်နဲ့ပြစ်ချလိုက်ပါတယ်ငွေသားတင်ဘီလီယံ30ကျော်ရှယ်ယာတွေအိမ်ချမ်းမြေတွေနဲ့ကုမ္ပဏီတွေပါပေါင်းလိုက်ရင်စုစုပေါင်းတန်ဖိုးဟာဘီလီယံ30နီးပါးရှိပါတယ်ဒီလောက်များပြားတဲ့ပမာဏကိုလောင်းကြီးထက်ရဲတယ်ဆိုတာသူဟာတော်တော်ကိုယုံကြည်မှုရှိနေလို့ပါကဲမင်းရဲ့ဖဲချက်တွေကိုလှန်ပြလိုက်တော့လို့ပြောပြီးThorinကသူ့ရဲ့ဖဲချက်တွေကိုအားလုံးရှိမှဘောက်ခနဲ့လှန်ချလိုက်ပါတယ်သူကင်ထားတာကကွင်းလေးလုံးပါThorinကငါ့ကိုအနိုင်ယူခြင်းရင်တော့မင်းမှာလေးလုံးရှိမှရမယ်ဆိုပြီးသူဟာပြုံးစီစီနဲ့ပြိုင်ဘက်ကိုစိန်ခေါ်လိုက်ပါတယ်ကောင်မလေးရဲ့မျက်နှာမှာစိုးရိမ်စိတ်တွေအပြည့်နဲ့သူ့အဖေဖြစ်သူရဲ့မျက်လုံးတွေကလည်းမလုံးမရှက်တည်ငြိမ်နေပေမဲ့ရင်ထဲမှာတော့မုန်တိုင်းထန်နေပါတယ်လူငယ်လေးလီယိုရဲ့မျက်နှာကိုကြည့်ဦးချွေးစေးတွေပြန်နေပေမဲ့မျက်လုံးတွေကတော့သူ့ရှိကဖဲချက်တွေပေါ်မှာပဲအဲ့ဒီအချိန်မှာပဲစန့်ကျင်ဘက်ကဆရာကြီးကအယူတယောက်လိုထိမ့်မနိုင်သိမ့်မရရေမောလိုက်ပါတော့တယ်ဒါဟာအနိုင်ရလို့ရဲတာလားဒါမှမဟုတ်ရှုံးနေမှုကိုလက်ခံလိုက်ရလို့ယူသွတ်သွားတာလားလီယိုရဲ့နောက်ဆုံးဖဲချက်ကကောဘာဖြစ်သွားမလဲအနိုင်ရသွားမလားဆိုတာဆက်လက်အားပေးကြပါဦး
နေ့မှာတော့လောင်းကစားလောကရဲ့ဘရင်လို့အမေကြီးတဲ့လီယိုနဲ့အတွေ့အကြုံရင်ဝါရင်ကစားသမားကြီးတို့ရဲ့အကျိတ်အနယ်ရှင်ပြိုင်မှုကိုတင်ဆက်ပေးသွားမှာပါပွဲကတော့အတော်လေးကိုအခြေအနေတင်းမာနေပါတယ်ပြိုင်ဘက်အဖိုးကြီးကတော့သူနိုင်ပြီဆိုပြီးတဟားဟားနဲ့ရင်မောနေပြီးဒါဟာငါရဲ့ဖုံးမီနေလာတောက်မဲ့အချိန်ပဲလို့တောင်ကြွေးကြော်နေတာပါဒီပွဲမှာရှုံးနိမ့်သွားမယ်ဆိုရင်လီယိုအတွက်အရာအလုံးဆုံးရှုံးသွားမဲ့အနေအထားမှာရှိနေပါတယ်ဒါပေမဲ့လီယိုကတော့အေးအေးဆေးဆေးပါပဲခမည်းဆန္ဒရှိတဲ့လောက်ပေါ့လို့ခက်ပြုံးပြုံးပြောလိုက်ပြီးသူ့ရဲ့နောက်ဆုံးလက်ကျန်ကတ်ကိုလှန်ပြလိုက်တဲ့အချိန်မှာတော့အံ့ဩစရာကောင်းအောင်ပဲအဲ့ဒီကတ်ကအားလုံးမျှော်လင့်မထားတဲ့အေးဖြစ်နေပါတယ်အောင်ပွဲခံနေတဲ့အဖိုးကြီးရဲ့မျက်နှာဟာချက်ချင်းပဲပြတ်သွားပြီးဘာဖြစ်လို့ဖြစ်သွားမှန်းတောင်မသိလိုက်ပဲမြင့်တက်သွားရပါတော့တယ်ဘေးကဝိုင်းကြည့်နေတဲ့လူတွေအားလုံးလည်းဒီလောက်ခက်ခဲတဲ့ပွဲကိုအနိုင်ယူလိုက်တဲ့လူငယ်လေးလီယိုရဲ့အရေးချင်းကိုအံ့ဩမဆုံးဖြစ်နေကြပါတယ်ပွဲကတော့ပြီးဆုံးသွားပါပြီအားလုံးကမယုံနိုင်လောက်အောင်အော်ဟစ်အားပေးနေကြတာပါအကြောင်းကတော့လူငယ်လေးလီယိုဟာလက်ရှိကမ္ဘာလောင်းကစားဘရင်ကြီးကိုအပြတ်သက်အနိုင်ယူလိုက်နိုင်လို့ပါပဲဘေးကမိန်းကလေးကလည်းဝမ်းသာလွန်လို့အော်ဟစ်နေချိန်မှာရှုံးနေသွားတဲ့အဖိုးကြီးကတော့ကြောက်ရွံ့တရုပ်လိုမြင့်တက်နေပါတယ်အဖိုးကြီးကတော့ဒါမဖြစ်နိုင်ဘူးဘာလို့ဟပ်ဖဲအေးဖြစ်နေရတာလဲညက်ဖဲကညှင်းဆယ်ဖြစ်ရမှာလေးဆိုပြီးစိတ်ပြက်လက်ပြက်ရေးရွတ်နေပါတယ်သူဟာပွဲကိုကြိုတင်စီစဉ်ထားတယ်လို့ယုံကြည်နေပေမဲ့ရလက်ကတော့သူထင်တယ်လို့ဖြစ်မလာခဲ့ပါဘူးဒီအချိန်မှာပဲလီယိုကအေးအေးဆေးဆေးပြုံးပြီးအဖိုးကြီးရဲ့လှဲ့ကွက်ကိုလူပုံလဲမှာဖော်ထုတ်လိုက်ပါတယ်ခင်ဗျားတကယ်ပဲအစီအစဉ်တွေကပြည့်စုံနေတယ်လို့ထင်နေတာလားလို့သူကမေးလိုက်ပါတယ်တကယ်တော့အဖိုးကြီးဟာလီယိုရဲ့နောက်ကတက်တော်ဆောင်တယောက်ကိုလက်ထိုးပြီးလီယိုရဲ့ကတ်တွေကိုခိုးကြည့်ခိုင်းထားတာပါဒါပေမဲ့လီယိုကအဖိုးကြီးရဲ့အကြံကိုကြိုသိနေခဲ့ပါတယ်သူကခမည်းရဲ့လူမြင်သွားတာကငါရဲ့ဖဲချက်အစ်စ်မဟုတ်ဘူးငါလက်ဖွားထဲမှာဝတ်ထားတဲ့ကက်ရဲ့အစုံလေးကိုပဲသူမြင်သွားတာလို့ရှင်းပြလိုက်ပါတယ်အဖိုးကြီးဟာသူ့ရဲ့ကိုယ်ပိုင်လက်ကွက်ထဲမှာပဲသူကိုယ်တိုင်ပြန်ပိတ်မိပြီးအရှုံးပေးလိုက်ရပါတော့တယ်အပန်းမကြီးရင်ကိုမက်လေးတစ်ကြောင်းစီလောက်ရေးပေးသွားကြပါအောင်ခမည်းဒီအမှန်တရားကိုသိသွားတဲ့အခါမှာတော့ပွဲကိုကြီးမှုတဲ့မိန်းကလေးဟာအတော်လေးကိုဒေါသထွက်သွားပါတယ်သူမဟာချက်ချင်းပဲအမိတ်ပေးလိုက်ပြီးဒီတစ္ဆာဖောက်ကိုအခုချက်ချင်းဆွဲထုတ်သွားကြသူ့ခြေထောက်တွေကိုရိုက်ချိုးပြီးပင်လယ်ထဲပစ်ချလိုက်တော့လို့ရဲဆက်ဆက်အမိတ်ချလိုက်ပါတော့တယ်တစ္ဆာဖောက်တက်တော်ဆောင်ကတော့သူ့ကိုကယ်ပါဦးလို့အော်ဟစ်အတနာခံနေပေမဲ့ဘသူကမှဂယုမစိုက်ကြပါဘူးတစ်ဖက်ကဝါရင်လောင်ကစားသမားကြီးစောလဲသူ့ရဲ့အစီအစဉ်တွေအားလုံးပျက်စီးသွားတာကိုကြည့်ပြီးဘာမှမတက်နိုင်ပဲမြင့်တက်နေုံကလွယ်လို့ဘာမှမလုပ်နိုင်တော့ပါဘူးလီယိုကတော့သူ့ရဲ့ဉာဏ်ရည်ထက်မြက်မှုကိုတက်တည်ပြနိုင်ခဲ့တယ်လို့လောင်ကစားလောကမှာမတရားတဲ့နီးလန်းနဲ့အနိုင်ယူလို့မရဘူးဆိုတာကိုပါတခါတည်းသင်ခန်းစာပေးလိုက်နိုင်ခဲ့ပါတယ်တသက်လုံးခေါင်းပုံဖြတ်ပြီးစုဆောင်းခဲ့သမျှစီးစိမ်တွေပြီးတော့အားလုံးကအထင်ကြီးရတဲ့လောင်ကစားဘရင်ဆိုတဲ့ပွဲထူးတွေဟာအခုတော့မျက်စိရှိတင်ပြဖြစ်သွားခဲ့ပါပြီ။အောင်နိုင်သူအဖြစ်အမြဲဝင်ကြွားခဲ့တဲ့လူကြီးဟာအခုတော့စပွဲပေါ်မှာလက်မောက်ချပြီးရှုံးနေမှုကိုလက်ခံနေရပါပြီ။အားလုံးဟာအိမ်မက်လိုပဲပျောက်ကွယ်သွားပြီ။ခမည်းရှုံးသွားပြီလို့ပြောရင်လူငယ်လေးကလှောင်ပြုံးပြုံးနေပါတယ်။ကဘာကျော်လောင်ကစားဘရင်ဆိုတာဟာနာမည်ဖျားလေးပဲကြံပါတော့တယ်။တကယ်တော့ဘာမှတန်ဖိုးမရှိတဲ့ဂုံပုတ်တစ်ခုပါပဲလို့လူငယ်လေးကပြောလိုက်ပါတယ်။ပွဲကတော့အပိသက်သွားပါပြီနှစ်ပေါင်းများစွာလောင်းကစားလောကမှာဘရင်တဆူလိုမင်းမှုခဲ့တဲ့မစ္စတာတော်တယောက်အခုတော့အရှုံးကိုလက်မခံနိုင်ပဲလူမြင်ကွင်းမှာတင်တွေးအံ့နေရပါပြီသူ့လက်စားခဲ့သမျှအရာအလုံးဟာသူ့စီကိုဝတ်ပြန်လဲလာတယ်လို့ပါပဲနောက်ဆုံးမှာတော့စိတ်ရောလူရောဒဏ်ရာရသွားတဲ့လောင်းကစားဘရင်ကြီးဟာတတိလစ်ပြီးလဲကျသွားခဲ့ပါတယ်သူ့ရဲ့တပည့်တွေကဘလောက်ပဲဝိုင်းပြကြပေမဲ့အရှုံးရဲ့အရာတာကတော့သူ့ကိုအလဲထိုးသွားခဲ့ပါပြီအားလုံးကထိတ်လန့်နေကြပေမဲ့တယောက်ကတော့ပြုံးနေလုံးပါပဲအဲ့ဒါကတော့သူ့ကိုအနိုင်ယူခဲ့တဲ့လူငယ်လေးပါပဲအတုံးမကျတဲ့ကောင်လို့ခက်တူတူပြောပြီးလှည့်ထွက်သွားပါတယ်လောင်ကစားပွဲအပြီးမှာတော့ဘိုင်မီသားစုဟာဒီလူငယ်လေးရဲ့အကူအညီကြောင့်ဆုံးရှုံးလူနီးပါးဖြစ်ခဲ့တဲ့သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ပိုင်ဆိုင်မှုတွေကိုပြန်လည်ရရှိခဲ့ပါတယ်။အရင်ကလိမ်လည်ခံခဲ့ရတဲ့ဘီလီယံ30အပြင်အခုနိုင်ခဲ့တဲ့အပိုစုကြေးတွေကိုပါလူငယ်လေးကိုကျေးဇူးတင်တဲ့အနေနဲ့ပေးအပ်ဖို့ပြင်ဆင်နေကြတာပါ။ဘိုင်မီသားစုရဲ့ခေါင်းဆောင်ကဒီဘီလီယံချီတဲ့ပိုင်ဆိုင်မှုအလုံးကိုလူငယ်လေးရဲ့အမိပေါက်ပြောင်းပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။ဒါပေမဲ့အားလုံးကိုအံ့အားသင့်သွားစေတာကတော့ဒီလူငယ်လေးဟာဒီလောက်များပြားတဲ့ငွေကြေးတွေကိုလက်မခံပဲဒီမိန်းကလေးရဲ့နာမည်နဲ့သာလွှဲပေးဖို့ခက်အေးအေးပဲပြောလိုက်ပါတယ်ဒါတွေအားလုံးကျမအတွက်လာလို့မိန်းကလေးကအံ့အားသင့်စွာမေးတဲ့အခါသူကတော့ကျွန်တော်အတွက်ဒါတွေမလိုအပ်ဘူးလို့ရိုးရိုးရှင်းရှင်းပဲဖြေခဲ့ပါတယ်ဒီတော့မိန်းကလေးကလည်းဒါဆိုရင်ခမရဲ့ကြံရှိတဲ့ဘဝတစ်လျှောက်လုံးကိုကျမစောင့်ရှောက်ပါရစေလို့ဆိုပြီးရိုမန်တဆန်ဆန်ဆက်သိမ်းလိုက်ပါတော့တယ်ဇလန်းလေးကတော့ဒီမှာပြီးဆုံးသွားပါပြီခမအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအမှန်တရားကိုသိသွားတဲ့အခါမှာတော့ပွဲကိုကြီးမှုတဲ့မိန်းကလေးဟာအတော်လေးကိုဒေါသထွက်သွားပါတယ်သူမဟာချက်ချင်းပဲအမိတ်ပေးလိုက်ပြီးဒီတစ္ဆာဖောက်ကိုအခုချက်ချင်းဆွဲထုတ်သွားကြသူ့ခြေထောက်တွေကိုရိုက်ချိုးပြီးပင်လယ်ထဲပစ်ချလိုက်တော့လို့ရဲဆက်ဆက်အမိတ်ချလိုက်ပါတော့တယ်တစ္ဆာဖောက်တက်တော်ဆောင်ကတော့သူ့ကိုကယ်ပါဦးလို့အော်ဟစ်အတနာခံနေပေမဲ့ဘသူကမှဂယုမစိုက်ကြပါဘူးတစ်ဖက်ကဝါရင်လောင်ကစားသမားကြီးစောလဲသူ့ရဲ့အစီအစဉ်တွေအားလုံးပျက်စီးသွားတာကိုကြည့်ပြီးဘာမှမတက်နိုင်ပဲမြင့်တက်နေုံကလွယ်လို့ဘာမှမလုပ်နိုင်တော့ပါဘူးလီယိုကတော့သူ့ရဲ့ဉာဏ်ရည်ထက်မြက်မှုကိုတက်တည်ပြနိုင်ခဲ့တယ်လို့လောင်ကစားလောကမှာမတရားတဲ့နီးလန်းနဲ့အနိုင်ယူလို့မရဘူးဆိုတာကိုပါတခါတည်းသင်ခန်းစာပေးလိုက်နိုင်ခဲ့ပါတယ်တသက်လုံးခေါင်းပုံဖြတ်ပြီးစုဆောင်းခဲ့သမျှစီးစိမ်တွေပြီးတော့အားလုံးကအထင်ကြီးရတဲ့လောင်ကစားဘရင်ဆိုတဲ့ပွဲထူးတွေဟာအခုတော့မျက်စိရှိတင်ပြဖြစ်သွားခဲ့ပါပြီ။အောင်နိုင်သူအဖြစ်အမြဲဝင်ကြွားခဲ့တဲ့လူကြီးဟာအခုတော့စပွဲပေါ်မှာလက်မောက်ချပြီးရှုံးနေမှုကိုလက်ခံနေရပါပြီ။အားလုံးဟာအိမ်မက်လိုပဲပျောက်ကွယ်သွားပြီ။ခမည်းရှုံးသွားပြီလို့ပြောရင်လူငယ်လေးကလှောင်ပြုံးနေပါတယ်။ကဘာကျော်လောင်ကစားဘရင်ဆိုတာဟာနာမည်ဖျားလေးပဲကြံပါတော့တယ်
တကယ်တော့ဘာမှတန်ဖိုးမရှိတဲ့ဂုံပုတ်တစ်ခုပါပဲလို့လူငယ်လေးကပြောလိုက်ပါတယ်ပွဲကတော့အပိသက်သွားပါပြီနှစ်ပေါင်းများစွာလောင်းကစားလောကမှာဘရင်တဆူလိုမင်းမှုခဲ့တဲ့မစ္စတာတော်တယောက်အခုတော့အရှုံးကိုလက်မခံနိုင်ပဲလူမြင်ကွင်းမှာတင်တွေးအံ့နေရပါပြီသူ့လက်စားခဲ့သမျှအရာအလုံးဟာသူ့စီကိုဝတ်ပြန်လဲလာတယ်လို့ပါပဲနောက်ဆုံးမှာတော့စိတ်ရောလူရောဒဏ်ရာရသွားတဲ့လောင်းကစားဘရင်ကြီးဟာတတိလစ်ပြီးလဲကျသွားခဲ့ပါတယ်သူ့ရဲ့တပည့်တွေကဘလောက်ပဲဝိုင်းပြကြပြီးမဲ့အရှုံးရဲ့အရသာကတော့သူ့ကိုအလဲထိုးသွားခဲ့ပါပြီအားလုံးကထိတ်လန့်နေကြပြီးမဲ့တယောက်ကတော့ပြုံးနေတော့မှာပဲအဲ့ဒါကတော့သူ့ကိုအနိုင်ယူခဲ့တဲ့လူငယ်လေးပါပဲအတုံးမကျတဲ့ကောင်လို့ခက်တူတူပြောပြီးလှည့်ထွက်သွားပါတယ်လောင်းကစားပွဲအပြီးမှာတော့ဘိုင်မီသားစုဟာဒီလူငယ်လေးရဲ့အကူအညီကြောင့်ဆုံးရှုံးလူနီးပါးဖြစ်ခဲ့တဲ့သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ပိုင်ဆိုင်မှုတွေကိုပြန်လည်ရရှိခဲ့ပါတယ်။အရင်ကလိမ်လည်ခံခဲ့ရတဲ့ဘီလီယံ30အပြင်အခုနိုင်ခဲ့တဲ့အပိုစုကြီးတွေကိုပါလူငယ်လေးကိုကျေးဇူးတင်တဲ့အနေနဲ့ပေးအပ်ဖို့ပြင်ဆင်နေကြတာပါ။ဘိုင်မီသားစုရဲ့ခေါင်းဆောင်ကဒီဘီလီယံချီတဲ့ပိုင်ဆိုင်မှုအလုံးကိုလူငယ်လေးရဲ့အမိပေါက်ပြောင်းပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။ဒါပေမဲ့အလုံးကိုအံ့အားသင့်သွားစေတာကတော့ဒီလူငယ်လေးဟာဒီလောက်များပြားတဲ့ငွေကြေးတွေကိုလက်မခံပဲဒီမိန်းကလေးရဲ့နာမည်နဲ့သာလွှဲပေးဖို့ခက်အေးအေးပဲပြောလိုက်ပါတယ်။ဒါတွေအားလုံးကျမအတွက်လားလို့မိန်းကလေးကအံ့အားသင့်စွာမေးတဲ့အခါသူကတော့ကျွန်တော်အတွက်ဒါတွေမလိုအပ်ဘူးလို့ရိုးရိုးရှင်းရှင်းပဲဖြေခဲ့ပါတယ်။ဒီတော့မိန်းကလေးကလည်းဒါဆိုရင်ခမရဲ့ကြံရှိတဲ့ဘဝတစ်လျှောက်လုံးကိုကျမစောင့်ရှောက်ပေးရစီလို့ဆိုပြီးရိုမန်တဆန်ဆန်ဆက်သိမ်းလိုက်ပါတော့တယ်။ဇလန်းလေးကတော့ဒီမှာပြီးဆုံးသွားပါပြီခမအားလုံးကိုကျေးဇူးတင်ပါတယ်။